မြန်မာအိုက်ဒေါသချင်းဆိုပြိုင်ပွဲကနေကြိုဆိုပါရစေမြန်မာအိုက်ဒေါသချင်းဆိုပြိုင်ပွဲကိုတောင်ကြီးမြို့နဲ့မန္တလေးမြို့မှာကျင်းပခဲ့ပြီးအခုမော်လမြိုင်မြို့မှာဆက်လက်ပြီးတော့ကျင်းပတော့မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မြန်မာအိုက်ဒေါအဖွဲ့ကြီးမွန်တို့ဌာနေဂျာမညာတိုင်းစီကိုရောက်ရှိလာပါပြီမွန်ပြည်နယ်မြို့တော်ဖြစ်တဲ့မော်လမြိုင်မြို့ဟာတန်လင်းမြစ်နယ်ဘေးမှာတည်ရှိပြီးတာယာလှပတဲ့စိတ်ကမ်းမြို့တစ်မြို့ဖြစ်ပါတယ်တန်လင်းမြစ်ကိုဖျက်ဆီးတည်ဆောက်ထားတဲ့တန်လင်းတရားမော်လမြိုင်ဟာလည်းမော်လမြိုင်မြို့ရဲ့ကျက်တည်ဆောင်တရားတစ်စင်းဖြစ်ပါတယ်အဲ့ဒီလိုတာယာလှပတဲ့မော်လမြိုင်မြို့နဲ့မော်လမြိုင်မြို့ရဲ့အနီးတစ်ဝိုက်ကပြိုင်ပွဲဝင်များအားလုံးအတွက်ကျွန်တော်တို့မြန်မာအိုက်ဒေါအဖွဲ့ကြီးအဆင်သင့်ဖြစ်နေပါပြီမြန်မာအိုက်ဒေါအဖွဲ့တတိယမြောက်ခြေလှမ်းလို့လာတဲ့မြို့တော့မော်လမြိုင်မြို့မစ်ကိုကြတော့ညီမငယ်လေးတွေကသိတာလေငယ်လေးတွေကသိရဆိုတော့ခုနှစ်တန်းအဲ့လောက်တော့သိပြီညီမသိလူကြီး၅မျိုးတဲမှာဒီမော်လမြိုင်မြို့ပါတဲ့အတွက်ရန်လဲကုန်ပြီးပါတယ်တငယ်ချင်းတွေကိုအားပေးကြပါလို့နော်ကျွန်တော်အကြိုက်ခင်ရလာတာပါအဲ့တော့မော်လမြိုင်မှာအနည်းဆုံးဖြစ်တဲ့အတွက်မော်လမြိုင်ကိုနိုင်ရောက်ရှင်းပြခြင်းဖြစ်ပါတယ်မော်လမြိုင်ပဲလားဟုတ်ကဲ့အဲ့တော့တောင်ရနှစ်ခုရှိရယ်ကိုရန်အောင်မြင်ဖို့ရောပြီးလို့ရှိရင်မော်လမြိုင်ကြီးကိုစားပြုဖို့အတွက်ကောဆိုတော့ fighting မြန်မာအိုက်ဒေါကျွန်တော်တို့ရဲ့ထိုင်သုံးယောက်ကလည်းမော်လမြိုင်မြို့ကပြိုင်ပွဲဝင်နေတဲ့ဂီတအရေးသေးကိုအကဲဖြတ်ဖို့အဆင်သင့်ဖြစ်နေပါပြီဝါဟုတ်ပါဘူးကဲမော်လမြိုင်ရနော်မော်လမြိုင်တက်ကြောတော့မော်လမြိုင်ရဲ့အတူတူဟုတ်ပါတယ်ရှင်တက်ကြတက်ကမီဒီလေးဖရားရအများကြီးဖူးတာပြီနော်လိုက်တာမော်လမြိုင်ဒီနေ့လည်းတာဥမာတန်လင်းတရားကြီးမြန်မာနိုင်ငံရဲ့အရင်တော့အရှိဆုံးတရားကြီးပေါ့ဒီနေ့လဲစိတ်ဝင်စားမှုပေါင်းများစွာနဲ့နော်ဘယ်လိုရွေးချယ်ရမလဲကိုတိကက်ဟုတ်တယ်နော်โอเคနော်ဒါပြီးကျွန်တော်တွေ့ရှိရတော့မယ်ဒါပေါ့ကဲလွတ်လပ်ဆိုတာကျွန်တော်တက်ကြွဆိုတယ်ကျွန်တော်မော်လမြိုင်တော့ရောက်ရှိလာပါပြီဟုတ်ပါရှင်မော်လမြိုင်ရဲ့အမေဝင်နေတော့နော်ဘယ်နည်းတည်နေပါလဲအားလုံးပါဒီလက်ကလည်းကျွန်တော်တို့စီရလည်းနည်းနည်းတော့ကြားထားပြီးပြီဆိုတော့ရန်စိတ်ဝင်စားစရာပေါ့ကျွန်တော်အခုရောက်ရှိနေတာကတော့မော်လမြိုင်မြို့မှာဖြစ်ပါတယ်အားလုံးရင်ခုန်စိတ်လှုပ်ရှားနေတာကတော့မြန်မာအိုက်ဒေါပါပဲမော်လမြိုင်လူကြီးမော်လမြိုင်မြို့ကပြိုင်ပွဲဝင်တွေကလည်းစိတ်လှုပ်ရှားတက်ကြွမှုအပြည့်နဲ့စောင့်ဆိုင်းနေကြပါပြီမော်လမြိုင်မြို့ကပြိုင်ပွဲဝင်တွေထဲမှာတော့ဖက်ရှင်ကြကြနဲ့ဝတ်စားဆင်ရင်ထားသူတွေများသလိုဂီတကိုချစ်မြတ်လို့နေဝေးရနေတကူတကလာရောက်ရှင်မြန်ကြသူတွေလည်းပါဝင်ပါတယ်မော်လမြိုင်မြို့ရဲ့ပထမအဦးဆုံးပြိုင်ပွဲဝင်ကတော့ music teacher တယောက်ဖြစ်ချင်တဲ့စုလဲနန္ဒာဦးပါအရင်တော့ဆိုရင်တော့တင်ပြရလို့တော့မရှိဘူးပေါ့တချင်းကျင်တော့အမှန်တိုင်းပြောရတော့အယူတယောက်လိုပဲအော်နေတွေ့ရနေရတွေ့ရနဲ့ဖုန်းတွေ့ရတချင်းအတန်ကြားရင်မနေနိုင်တာတချင်းတန်ကြားရတယ်အဲ့တချင်းရမြဲရတချင်းကပါဇက်ကအတန်မထွက်ရင်လူကလိုက်ရိနေတာအတလောက်ထိအောင်မှအဲ့လိုဖြစ်စိတ်တွေကအဲ့လိုခံစားချက်ရှိရဒါပေမဲ့တော်ရင်တော့ဝါသနာပါမယ်သူများတွေတော့မသိပါဘူးအိမ်ကအားပေးလို့ဆိုတော့ဒီမနေ့ပုံစံမှာအိမ်ကတည်တာစုလဲနန္ဒာဦးရဲ့တီဆိုရှင်ပြိုင်မှုကိုဥစွာပထမကြည့်လိုက်ကြအောင်ပါဗျာမင်္ဂလာပါမင်္ဂလာပါညီမကျွန်တော်လေးနာမည်လေးပြောပါဦးဟုတ်ညီမနာမည်စုလဲနန္ဒာဦးပါဟုတ်ကဲ့ဘယ်လောက်ရှိသွားပြီလဲ19မိဘတွေကရောအားပေးရလားအဲ့လိုအားပေးကိုတို့ကသမီးဆိုမဲ့တချင်းလေးမှာမျောသွားအောင်သမီးဘယ်လိုစီစဉ်ထားလဲဘယ်ချင်းလေးဆိုချင်လဲ Hollywood အေးညီမတပိုင်းလောက်ဆိုကြနော်ငါစိတ်ကူးလေးတဲ့မယွန်းတဲ့တိုင်းလေရင်ကြည့်စီလို့သွားမယ်ဟိုအဝေးစိတ်ကူးတဲ့ကတိုင်းွယ်ဒီနေရာပဲလောကပိတ်နဲ့နဲ့ဟာအဲ့ဒီမှာရှိငါသွားမယ် Hollywood oh Hollywood Hello don't trouble that go lobby hey နေရောက်တဲ့တွေ့ပြီးချင်နေဆိုမှ no Cindy Crawford လောက်တော့အသားလေး Hollywood star သူဖြစ်လေငါသွားမယ် Hollywoodငါသွားမယ် Hollywood ငါသွားမယ် Hollywood ကျေးဇူးပါညီမလေးကောင်းပါတယ်အဲ့တော့ကိုတို့3ယောက်လုံး decision time အန်နီစီကစပြောမယ်ဆွဲပြောနော်သမီးတို့နောက်တစ်ဆင့်အနေနဲ့ chance ပေးခြင်းတယ်နော်အဲ့ဒါကြောင့်မလို့ yes တို့ကတော့အမကတော့ညီမလေးကိုနည်းနည်းလေးပြန်ပြီး try စေချင်သေးရဲ့ညီမလေးအဲ့တော့じゃအမကဒီနေ့အတွက်အဖြေကတော့ no ပဲပြောပြရစီနော်ညီမလေးအတွက်ဒီနေ့ဆုလက်နန္ဒာဦးအတွက်ဖြေရဒီတိုင်းမပြေးရင်ဘူးအဲ့တော့တချင်းလေးတစ်ပုတ်ဆိုနေတယ်နော်
ခုနချင်းလေးလေ ငါသွားမယ် Hollywood အဲ့လိုပဲအစာသားလေးပြောင်းပြီးတော့ You like a gold ticket yeah You like a gold ticket yeah လိုက်တယ်မှာ like a gold ticket ကျေးဇူးတင်ပါတယ်နော်အေးဟုတ်ပါဘူးမချင်လည်းကျေးဇူးတင်ပါတယ်မြန်မာ idol You like a gold ticket ယူနေပါလေ စုလိုက်နေတာဦးရဲ့ပထမဆုံး golden ticket ဟာမော်လမြိုင်တို့ကတခြားပြိုင်ပွဲဝင်တွေအတွက်အားအင်သစ်တွေရရှိလာစေမှာပဲဖြစ်ပါတယ်။ဒိုင်နေစီက golden ticket ရယူဖို့အကောင်းဆုံးစူးစမ်းရှင်မြန်ရမယ်။နောက်ထပ်ပြိုင်ပွဲဝင်တွေကလည်း Horen Run ထဲမှာစိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်လျက်ရှိပါတယ်။ ကျွန်တော်နာမည်ပြည်စုံကျော်ပါကင်းဒီနယ်ကော့ကရိတ်မြို့ကလာတဲ့ corporate new อ่ะဟုတ်ကဲ့ဒါ ready ဆိုလို့ရှိရင်နားထောင်အောင်နော် မင်္ဂလာတော့တစ်ပါပဲစိတ်ထဲချစ်ပေါ်မသွားအောင်မြဲတယ်အဲ့ Telegram ရဲ့စောင်းထားတယ်နမဲမျိုးတတ်နိုင်တယ်လူစီဆိုတာဒူလေတူနငါဒါပါပဲဒါပါပဲဒါပဲဒါဒီနေ့နာမည်လေးမိတ်ဆက်ပေးပါအောင်အောင်သူဖြိုးဘယ်တချင်းနဲ့ကိုလို့ရှိမှလာရောက်ရှင်ပြိုင်တာလဲရင်ဒေဂါချီဦးမေငါတန်တာသိလွန်းနေခမငါရင်မလေးရင်တိုင်းမမေးအချစ်တွေဟာလေမကိုဆုံးသည်ငါတို့မစုံနိုင်လဲဝေးလေ နာမည်လေးပြောပါအောင်ရှင် ရှိုင်းထက်ပါခင်ဗျ မင်းရဲ့အိမ်မက်ကပါလဲ ကျွန်တော်အိမ်မှာတနေ့မှာလူတွေအများကြီးကိုတရှင်းဆိုပြချင်တယ်လို့ဖြစ်ရှင်တယ် ဒါ ready ဖြစ်ပြီဆိုလို့ရှင်ဆိုလို့ရပြီနော် လမ်းခွဲချိန်နောက်ပိုင်းမှာပိတတွေရှိုင်းရင်တာကိုစီချေကွယ်လို့လေရင်နေတာวันเนนาจึงเสบาสิรพมาทางแค่ยาเชื่อหาบว่าทรมลอพูลาเจตายามยาเลลาเสดาวิยาลาเมลาโทเลเสดาหาเชตุก้าวเข็มมานาสีเรเอเมมยาစိတ်စီရပြေစတာ ရပါပြီဒါ ကဲသမီးနာမည်လေးပြောပါအောင်ရှင် တင်ချေဖြစ်ပါတယ် မလေးပဲစားတိလေ မျက်မှောင်ညင်စာတိပါပဲ ကဲနားထောင်အောင်နော် ဟုတ်ကဲ့ဟိုရှင်ကအိမ်မလေးအချိန်တိုင်းမနေတယ်ဟိုရှင်ချိန်တွေပြန်ငါတွေ့ဒီမှာဆွေးပါတယ် Oh, pure is camia houndele. Oh, me bo mele de bu. Ye ma di su dan ya dwe. ရပါပြီညီမလေး ဟုတ်ကဲ့ အမကလေအခုညီမလေးကိုအဲ့နေရာကတော့ပုံမှန်ပေါ့အခုညီမလေးဆိုရတဲ့နေရာပုံမှန်အဲ့ bridge ကိုညီမဆိုကြည့်ပါလား ဟုတ်ကဲ့ဟုတ်ကဲ့ နော်နောက်ဆုံးနော်ထားရခဲ့တဲ့ချစ်သူမချစ်လို့မေးပြီလားဟိုချစ်ခဲ့တဲ့ချစ်ကကတိတခုသူပေးကဝေးထွက်သွား ညီမကီးတယ်တာစောပါတယ်ဒီလားအရန်မြင့်နေတယ်ဘာဖြစ်လို့ဆိုညီမနောက်ဆုံးဘယ်တော့ပြေးသွားလဲ away ဆိုတော့ခါကျညီမဒီကီးနဲ့ဘယ်လိုမှမရ ဒီပြိုင်ပွဲဝင်၄ယောက်ကတော့အားနည်းချက်တွေကိုစီရှိနေလို့ဒိုင်နီစီက golden ticket နဲ့ရွေးချယ်ခဲ့ရပါတယ်ဒီတကအလှည့်ကျတဲ့ပြိုင်ပွဲဝင်ကတော့အသက်22နှစ်ရှိပြီဖြစ်တဲ့အောင်တေစာကျော်ပါတန်ပြူစီရဲ့မြို့ကနေလာရောက်ရှင်ပြန်ပြီး rock guitar ကိုမှတိုက်ငှက်တတ်သူပါသူကတော့ကျောင်းပွဲတွေရက်ကွက်ပွဲတွေမှာအပျော်တမ်းတခြင်းတွေလိုက်ဆိုရင်သူ့ရဲ့ဂီတဝါသနာကိုအကောင့်ထဲပေါ်နေသူတူလည်းဖြစ်ပါတယ်အောင်တေစာကျော်တယောက်ဒိုင်တွေကိုအကောင်းဆုံးဆွဲဆောင်ဖျော်ဖြေနိုင်ပါမလားဆိုတာကိုကြည့်လိုက်ကြအောင်လားခင်ဗျာ မင်္ဂလာပါရှင် မင်္ဂလာပါ ဟုတ်လားပါ မင်္ဂလာပါ နာမည်လေးပြောပါအောင်ဒါ အောင်သေးစာကျော်ပါဟုတ် အသက်ကဟုတ်ဒါ တက်က22 ဘယ်တစ်ချင်းနဲ့ပြိုင်ချင်နေတာ ပထမဆုံးဂျီလက်နဲ့ ready ဖြစ်ပြီဆိုရင်နားဆင်နိုင်မယ်လေ ဟုတ်ချစ်သူစီကိုတောင်းမှဖြန်းချလို့သွားခြင်းနေဘယ်စီပဲဝေမလဲအတိုင်းမသိဒီတချင်းတန်ကိုကြားရင်မငိုပါနဲ့
ပြေးထွက်လို့နှလုံးသားဖွင့်ကြုံနေတကယ်ဆိုချိန်တွေကြာရှည်ဝေးမတို့သီလားယုံမမင်းလေးပဲချစ်နေတဲ့နောက်ထပ်မရှိနိုင်တော့ကိုယ်အဆွဲလန်းကြည့်သူပါမင်းကိုခွဲလို့မရအချိန်ရှိတိုင်းပဲသူပြန်ဆိုရင်စဉ်းစားအချစ်လေးဆောင်လို့ကြုံနေတော့တို့နောက်ထပ်ဝေးမသွားကြဘူးရင်ကိုဖွင့်လို့ကြုံနေတော့ဒီလူဟာပြန်လာခဲ့ကိုစင်မြေလွန်စွနေတဲ့ရင်တော့ငါချစ်တဲ့တိုင်းမင်းလေးကြုံနေစေချင်နေ ညာ ဒါကလေအတန်လုံးလဲကောင်းတယ် force လဲကောင်းတယ်ပါဝါလဲကောင်းတယ်เนาะ ညီလေးအောင်လေးစားကြောပေါ့နော်တော်တော် force ကောင်းပါတယ်ကျွန်တော်ကတော့ကာလာလေးတစ်ခုပတ်တွေ့တယ်ပေါ်လင်းပါတယ် ချားပြောစရာမရှိတော့ဘူးရော့လာယူလိုက်တော့လာယူလိုက်တော့လား ကျေးဇူးတင်ပါတယ် နော်ကောင်းပါတယ်နော်ဒီရကလေးတွေဒီနေ့ကနေပြီးတော့စတင်နိုင်ပါပြီလို့နော် ရန်ကျူသားပါနော်โอเคโอเค ဟုတ်ပြီနော် ဒီပါ โอเคပါရှင် မြန်မာအိုက်ဒေါ အောင်ဒေးစာကျော်ကတော့ဒိုင်တွေရှေ့မှာအကောင်းဆုံးတည်ရှိပြီး Golden Ticket ကိုအရယူနိုင်ခဲ့ပါပြီ။နောက်ထပ်အလှည့်ကျလာတဲ့ပြိုင်ပွဲဝင်ကတော့ Golden Ticket ရဖို့100%ယုံကြည်ချက်ရှိတယ်လို့ဆိုတဲ့စုစုချောပဲဖြစ်ပါတယ်။ကိုယုံကြည်မှုအပြည့်ရှိတဲ့စုစုချောရဲ့တီဆိုရှင်ပြိုင်မှုတွေကိုကြည့်လိုက်ကြအောင်လားဗျာ မင်္ဂလာပါ မင်္ဂလာပါဆရာ မင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါ ဟုတ်တယ်ဆက်ချင်မင်္ဂလာပါ မင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျာညီမလေး အေးညီမလေးနာမည်ပြောပါအောင်ရှင် အိုးစွတ်စွတ်ချောအန်ဒီ စုစုချောဒီ တမိတ် လာပါတယ်အမဆို1ဆက်လေးမဘလောက်လာလဲ နက်ကလေးရော နက်က အ လေး င် ရ ဂျီ ယ် ရောနော် သမီးအကောင်းမွန်ဆုံးဆိုနိုင်မဲ့သချင်းတစ်ပုဒ်ကို ready ဖြစ်ပြီဆိုလို့ရှိရင်ဆိုလို့ရတယ် အတူရှောက်ခဲ့ဖို့ရလာနေအတူထားရှိခဲ့တဲ့ဂတိများချိန်ကချစ်ခဲ့ဖို့ရတို့ရဲ့ချစ်ကလေးတဲ့မှာပြောက်သွားပြောင်းလေကူကစားရင်ခုန်ချစ်ခဲ့မိတာငါမထိုင်ငငယ်နေရင်ဟိုးဝါဝေးမှာချစ်တဲ့တွေ့နေမလားတနေ့တော့မပြန်လာအောင်မလားဟိုတော့ငါလို့ချစ်အောင်မလားဘာကြောင့်ငါကိုမဟုတ်သွားခဲ့လဲဖြစ်ဒါအိမ်မတွေ့ငါဘေးတော့ရှိနေနိုင်အောင်မလားပြောခဲ့တဲ့မြရီဥစားကငါရဲ့စိတ်တွေကမပြတ်သားနိုင်ခဲ့တော့မင်းနာလေးပေးပါ ကျေးဇူးပါညီမ ရပါပြီ ရပါပြီ โอเคတဲ့ကိုကြည့်နေတယ်လားဆိုနေတဲ့အချိန်မှာဒိုင်နေအောင်လုံးကတေချာနားထောင်နေတာတချင်းကို break လုပ်ဖို့တော့သူတို့မေ့နေကြ ညီမလေးကအမှုကောင်းတယ်နော်ဆိုတာလေးမှုကောင်းတယ်ဒါပေမဲ့ဘာတစ်ခုလို့လဲဆိုဆွဲတဲ့နေရာလေးဆိုမင်းတို့ရှိနေနိုင်အောင်မလားအဲ့လိုမျိုးဆွဲနေရတယ်ဆိုသမီးကတူတူလေးတွေဖြတ်လိုက်တယ်နော်အဲ့ဒါမျိုးလေးတွေကသမီးကိုဟိုတချင်းမှာအမှတ်ပေးခါကျညီမအားနေတာပေါ့နော်အဲ့လိုမျိုးတွေကြံတာတော့အကုန်ကောင်းတယ်ညီမမှုကောင်းတယ်နော် သမီးအတန်လေးကကောင်းပါတယ်ဒါပေမဲ့သမီးအဲ့တိုင်မင်လေးတွေထဲမှာတချို့ဟာလေးတွေကနည်းနည်းလေးတွေဟိုလိုနေတာလေးမမတွေ့တယ် အမအနေနဲ့ကတော့ညီမလေးကိုဒီထက်မကပို့ပြီးတော့လေ့ကျင့်လေးလုပ်ပြီးတော့ပြန်ပြီးတော့ဟိုဟာဖြစ်နိုင်မယ်ဆိုရင်ပိုကောင်းမယ်လို့ထင်နေတော့နည်းနည်းလေးချိန်မှုအချိန်တူမယ်ပေါ့အဲ့တော့ကြောင့်အမကတော့ညီမလေးကို yes လို့ပဲပြောပြစေဟုတ်ပါမ ရှင်းပြောလို့ရှိရင်အမကတော့သမီးမှာလိုအပ်တာလေးရှိနေသေးတဲ့အတွက်ကြောင့်မလို့အမကတော့ no ဒိုင်တူဖြစ်တဲ့မေစုရဲ့မှတ်ချက်အဆုံးမှာတော့စုစုချောရဲ့ယုံကြည်မှုရာခိုင်နှုန်းတွေရော့ပါသွားခဲ့ပြီလို့ထင်ပါတယ်။သူ့ရဲ့100ရာခိုင်နှုန်းယုံကြည်ချက်ပြည့်ဖို့မပြည့်ဖို့ဆိုတာကတော့ကိုရဲလေးအပေါ်မှာပဲအပြည့်အဝမူတည်နေပါပြီ။ကဲစုစုချောရဲ့ယုံကြည်မှုတွေပြည့်ဝမလားဆိုတာခဏနေမြင်တွေ့ရတော့မှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာ။ဒီမှာ idol ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။စုစုချောတယောက်ဒိုင်ကြီးပေးမဲ့ Golden Ticket ကိုရရှိနိုင်ပါမလား။ ဟုတ်ပါပြီအဲ့ဆိုရင်ဒီနေ့ကိုယ့်ရဲ့အဖြေကတော့စိတ်မကောင်းပါဘူးဒါပေမဲ့ကိုကဘာဖြစ်လို့စိတ်မကောင်းလဲဆိုတော့ကိုယ့်ရဲ့အဖြေကညီမလေးကိုတကက်ပဲပေးလိုက်နိုင်တယ်တ
အတွက်အဲ့တော့စိတ်မကောင်းပါဘူးလို့ပြောချင်ပါတယ်နော်အဲ့တော့တောက်ပတဲ့အနာဂတ်လမ်းကိုဒီချိန်ကစပြီးတော့ရှောင်လန်းလို့ရပါပြီလို့မော်လမြိုင်လူလေးကိုတို့ကပြောချင်ပါတယ်နော် မိစူးစားမယ်နော်ဟုတ်ပြီ တန်လျင်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့မော်လမြိုင်မြို့လေးကတော့နေအောင်ကြီးအောက်မှာလှပလို့နေသေးပါနေ့လည်ခင်းပိုင်းကိုရောက်လာခဲ့ပြီမဲ့ပြိုင်ပွဲဝင်တွေကတော့ဒိုင်နီရှိမှအကောင်းဆုံးတီးဆိုနိုင်မှုပြင်ဆင်ရင်ရင်ခုန်တန်တွေမြန်နေစေဖြစ်ပါတယ်အခုတခါရှင်ပြိုင်မှုအလဲကျလာတဲ့ပြိုင်ပွဲဝင်ကတော့မော်ဒယ်နဲ့တရုတ်ဆောင်အလုပ်တွေကိုလုတ်ကင်နေတဲ့တေးထက်လင်းရောင်ပါတေးထက်လင်းရောင်ကဒိုင်နီကိုဘယ်လိုတွေလှုပ်ဆောင်ပြမလဲဆိုတာကိုကြည့်လိုက်ကြအောင်နော် မင်္ဂလာပါ မင်္ဂလာပါရှင် မင်္ဂလာပါ ဒါနာမည်လေးနဲ့မိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်တေးထက်လင်းအောင်ဖြစ်ပါတယ်ကျွန်တော်မြောက်ဥရီကရင်ပြည်နယ်ကရင်လာရောက်ရှင်းပြရှင်ဖြစ်ပါတယ်ဟုတ် ညီလေးအသက်ဘယ်လောက်ရှိပါလဲ ကျွန်တော်အသက်24နှစ်ပါခင်ဗျာ 24နှစ်နော်အားသချင်းနဲ့ရှင်ပြိုင်မှုစဉ်းစားထားလဲ ကျွန်တော်အမေငယ်ငယ်တာခဏဆိုပြတဲ့အနမ်းပန်းနဲ့ပုံဆိုပြမယ် အနမ်းကဇုံတွဲကိုသားတယောက်တည်းဆိုမှာလားဟလား အနမ်းပန်းတားတယောက်တယ်ဆိုတာလို့ အေးပြီးတော့ကောင်းတယ်အေး ready ဖြစ်ဆိုတော့နော် ဟုတ်ဖြစ်ပါပြီဟုတ်အာကိုထိုင်တဲ့မေရမောင်ချစ်တဲ့မိဘထက်ပူတောင်ပိုသေးတယ်ခွဲမသွားနဲ့တော့မေသက်ကြွရလိမ့်မယ်ဆုံးဘဝထိတိုင်းလက်တွဲမယ်ပန်းကလေးထက်မေဟာပိုလှတယ်မောင်ဘဝအတွက်နေရောက်ချီလေးတစ်ဖွဲနေကြတယ်ဖက်စစ်ပေးစွမ်းတဲ့သူမင်းကလေးကြောက်တာကိုချစ်မယ်ရင်ခွေလွှာကြချင်နာတွေများထောင်းစင်နာမေးသွဲရှိတယ်အခင်မေရဆုံးအတွေ့ကြရဆုံးမေဟာမောင်ချစ်ဆုံးပါပဲငြိမ်းချမ်းတဲ့ဘဝတူတူတီးဆောင်မယ်ဒူနီယောင်ရဲ့ချစ်ရာဇဝင်တွင်ရင်မယ်ကျွဲလည်းမဖုတ်တာ ဒီလန်းစလန်းစုံဝဲ မင်းက န လေး မ်ဘာ ပြော နမ် က် ဘာ တာ လေးတွေကြ အနာပန်းလေးတွေဝေကြပဲ အေးဟုတ်ပါပြီကဲသားနဲ့ဒိုးနဲ့ကလေဒိုးရုပ်ရှင်ပြန်ရိုက်တာတော့ကြာပြီဒါပေမဲ့အခုလိုပုံစံလေးပန်းလေးပေးတဲ့ခါကျတို့ပြန်ပြီးတော့များရုပ်ရှင်ပြန်ရိုက်အောင်လားမသိဘူးတွဲပြီးတော့နော်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ အမမြင်တာပေါ့နော်သားကလေဒီအနုပညာမှာဆိုရင်သရုပ်ဆောင်နဲ့ modeling ကပိုလိုက်ဖတ်တယ်သားဘာလို့လဲဆိုတော့ချင်းကြတော့သားမအတွေ့အကြုံလည်းလုံးဝမရှိသေးတာလည်းပါတယ်ဆိုတော့လေအဖြတ်တောက်ကလေးတွေသားရဲ့စိုးပုံစိုးဟန်ကလေးတွေကအရင်နုနယ်သေးနော် အဲ့တော့ဒီနေ့ကိုယ့်ရဲ့ decision time အနေနဲ့ဆုံးဖြတ်ရမယ်ဆိုရင်ညီလေးအတွက်ကိုယ့်ရဲ့ဖြေကတော့ sorry ပါ no လို့ပဲဖြေပေးမယ်နော်ညီလေး အမလည်းဒီပန်းလေးတော့ကျေးဇူးတင်ပါတယ်ဒါမဲ့ no လို့ပဲပြောပြစီနော် ကဲပါ Thanks for your flowers okay နော် ကျေးဇူးတင်ပါတယ် ဟုတ် ဒိုင်နီကိုနေ့စီမံပေးခဲ့တဲ့တေးထက်လင်းရောင်ကတော့ golden ticket နဲ့လွဲချော်ခဲ့ရပါတယ် တကယ်လို့နောက်ထပ်ပြန်ဝယ်ရှိမယ်ဆိုရင်တော့ကျွန်တော်တကယ်စူးစမ်းကြည့်မယ်တချင်အတန်ပိုင်းမှာကျွန်တော်စူးစမ်းလို့သူ့နေရာနဲ့တူပေါ့နော်ဒီအဆင်ပြေတယ်ဆိုကျွန်တော်ထပ်ပြအောင်ပါ နောက်ထပ်ရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်နေတဲ့မှာတော့ဘာသာစကားလေးမျိုးပြောတတ်တဲ့မင်းပိုင်မြတ်သူကပတ်ထရစ်ဇနီးပြစ်သူနဲ့အတူဖနက်ဆိုင်လေးတစ်ဆိုင်ဖွင့်ရင်ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့စိုးထက်အောင်တချင်းဆိုတာအပြင်ဒန်ဆာအလုပ်ကိုပါဝါသနာပါတဲ့လေစင်သက်မှုဗော်လီဘောနဲ့ကြက်တောင်မှာထူးချွန်တဲ့လက်ရွေးစင်အားကစားသမားလေးချစ်တီတာအေးသူတို့တွေရဲ့ရှင်ပြိုင်မှုတွေကရောဘလို့ဖြစ်လာမလဲဆိုတာတော့တကယ်ကိုစိတ်ဝင်စားကြပါပဲ နာမည်လေးနဲ့မိတ်ဆက်ပေးပါဦး ကျွန်တော်နာမည် Patrick ပါခင်ဗျ လေးစင်တက်မှုပါ တားနာမည်စိုးထက်အောင်ပါခင်ဗျ ချစ်တီတာအေးပါ အသက်ဘယ်လောက်ရပါလဲ 19 အ20ပါခင်ဗျ 24နှစ်ပါ 17နှစ် ready ဖြစ်ပြီဆိုရင်ကိုတို့ဆိုပြလို့ရပြီနော် လူတွေနဲ့ကင်းကွာပြီးတကုံရည်သိမ်းလွမ်းတိုင်းဖြူရောင်ပန်းလေးအစားထိုးပြီးစကားပြောရင်တစ်ဖြည်းဖြည်းနွမ်းပြီး Oh ပြောခဲ့တဲ့စကားများဟောင်းနေလဲ Oh မေဖို့မလွယ်သေးဘူးရင်မတီးစုတဲ့ရရဲလွယ်မမဲနိုင်ဘူး တိန်လိုလွင်မျောလိုက်တိန်လိုပြိုလဲလိုက်စင်ညိုရလွင်ငယ်ချီရလေးညင်းနဲ့မနဲ့တို့ညောက်ခီထွက်ခဲ ကျွန်တော်ရေကိုသူပေးခဲ့ချစ်သူ Oh တရားရတာခါခါရရှိလေ တချင်းတစ်ပုတ်ပါလေ ဟုတ် အော်တဲ့ခါကျရင်အဖြတ်တောက်ကလေးအဝေးပိုက်ကလေးတွေလှဖို့အရန်ရေးကြည့်ရယ်နော် ဟုတ်ရှင်ဟုတ် အဲ့ဒါလေးကအဓိက main ပဲချင်းနေပါလေ ဟုတ် အတက်လေးမှာညီလေး force လေးရမပြည့်ရဘူး ဟုတ် အချင်းတစ်ပုတ်ရဲ့
ပါဝင်ရမယ့်အရာတွေထဲမှာသမီးဟာ85ရာခိုင်နှုန်းလောက်လိုနေသေးတယ်လို့အမမြင်တယ်နော် ကိုလည်းပြောချင်တာညီလေးဖြတ်တောက်လေးကနည်းနည်းစောသွားတာလေးလောသွားတာလေးတွေ့ရတယ်ပေါ့နော်ကိုတို့တော့ပြောပြီးဆိုရင် decision time တာအတွက် no လို့ပဲပြောပြရစီနော် ဒီနေ့ကိုရဲလေးရဲ့အဖြေကတော့ no ပါ နှစ်ယောက်ဆိုတော့လဲနိုးသွားပြီပေါ့သမီးရယ် sorry ပဲနော် ဝမ်းနေစွာနဲ့ပဲဒီနေ့တော့ sorry ပါ no လို့ပဲနော် သူတို့တွေအားလုံးဟာအကောင်းဆုံးစူးစမ်းရှင်ပြိုင်ခဲ့ပေမဲ့ golden ticket မရခဲ့ပါဘူးတချို့ကတော့မိမိရဲ့ရှင်ပြိုင်မှုအတွက်ကိုအားမလို့အားများဖြစ်နေခဲ့ပါတယ်အခုတခါရှင်ပြိုင်ရမယ့်ပြိုင်ပွဲဝင်ကတော့ golden ticket ရမှမိသားစုဝင်တွေကိုအတိပေးမယ်ဆိုတဲ့ပြိုင်ပွဲဝင်မင်းထော့ join နိုင်အောင်လို့ okay နော် okay good luck နော် good luck နာမည်လေးပြောပါအောင်ရှင့် နာမည်ကမင်းထော့ပါ ဒါအသက်ပြောပါအောင် အသက်21ပါ မိသားစုအောင်အားပေးလား မိသားစုမသိဘူး မသိဘူး ဒီရပြန်တော့မသိဘူးပေါ့ မသိဘူးကိုရင်တိတ်ကပါသွားကြောင်းอ่ะ ကြွားမှာတဲ့ ကိုတိတ်ကရမှာကြွားမှာ ဒီပြိုင်ပွဲမှာဘယ်လိုသချင်းမျိုးကိုရှင်ပြိုင်ဖို့စဉ်းစားထားလဲ ကိုအားစားနေချင်း ကိုတိုင်းချင်းနဲ့ okay ထားလေး ready ဖြစ်ဆိုရပြီနော် ဟိုပင်လေကိုမောက်ခါတုံးပြင်းမယ်တောင်းတွေပိုင်းပိုင်းပြည့်စေသာဟိုပင်လေကိုပြောင်းပြန်လှမ်းပြင်းမယ်တိမ်တွေမိတရှုမေငါရဲ့တော်သားများအချင်မီလျံအပါနဲ့ငိမ့်လို့ငိမ့်နိုင်မလဲကျွန်တော်သူလေးရဲ့ရင်ထဲကရေလိုအေးတဲ့မြတ်တာပေး ဒါကိုဆိုတဲ့ပုံစံနဲ့21ဆိုတဲ့အားနဲ့ live ဖတ်သွားအောင်လို့ဆိုတာပေါ့နော်ဖြတ်တောက်လေးနည်းနည်းလေးချက်မြန်သွားတာပဲရှိရပါကျွန်တော်အားလုံးတော့အဆင်ပြေပါတယ် အမကတော့တခုသဘောမကျတာဒါကတချင်းဆိုရင်အမတို့မကြည့်ပြောတော့ဒီဒိုင်သုံးအောင်လုံးကြိုက်တယ်ဆိုမျက်စိမိတ် လုံးကြီးမိတ်တာ ဒါဆိုလို့ရှိရင်အမတို့ရဲ့ decision time ပေါ့နော်အဲ့တော့ဒါရဲ့မိဘတွေကိုဒါကြွားခြင်းနဲ့ဆိုဟုတ်လားအဲ့တော့ရော့ကြွားတော့ရော့နော်ဟုတ်ပြီနော် okay ဟုတ်ပါပြီ golden ticket ရမှာမိသားစုတွေကိုအတိပေးမယ်ဆိုတဲ့ပြီးတော့ရန်ကုန်မှာဆက်လက်ရှင်ပြိုင်ဝင်ရသွားခဲ့ပါပြီမော်လမြိုင်မြို့ရဲ့ပထမနေ့အတွက်လူရေးချက်ချင်းကတော့ပြီးဆုံးသွားခဲ့ပါပြီမကြခင်မှာတော့ဒုတိယနေ့ရဲ့လူရေးချက်ချင်းပုံရိပ်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တာယာလှပတဲ့စိတ်ကမ်းမျိုးတစ်မျိုးဖြစ်တဲ့မော်လမြိုင်မြို့မှာမြန်မာအိုက်တော်ပွဲကျင်းပခဲ့တာအခုဆိုရင်ဒုတိယနေ့ကိုရောက်ပါပြီဒီနေ့ဒုတိယနေ့မှာရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်တွေကရောဂီတပေါ်မှာဘယ်လိုယူသွမှုတွေနဲ့ရှင်ပြိုင်ကြမလဲဆိုတာလည်းစိတ်ဝင်စားကြပါပဲဒုတိယနေ့ရဲ့ပြိုင်ပွဲဝင်တွေကလည်း Holden Road မှာရောက်ရှိလို့နေပါပြီအားလုံးကတော့ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ဒီကနေ့အတွက်အကောင်းဆုံးရှင်ပြိုင်ဖို့ ready ဖြစ်နေကြပုံပါပဲမြန်မာတော့ကျမစီးပွားရေးပညာရှင်တယောက်ပါ နော်ဝန်ထမ်းတယောက်ပါ ။သမီးကကြောက်သူတယောက်ပါ မြန်မာအိုင်တော်အဆင်ပြေပါပြီ ဒိုင်တော့ရောက်ရှိလာပါပြီပြိုင်ပွဲဝင်တွေနဲ့ဒိုင်တွေရင်းရင်းနှီးနှီးတွေ့ဆုံပြီးအတူတူတပ်ပုံနဲ့ကြနှုတ်ဆက်ကြနဲ့စီကားလုပ်နေပါတယ်အခု Holden Road နဲ့မှာပြိုင်ပွဲဝင်တငယ်ချင်းတွေတချင်းတီဆိုဖို့ဂီတာတီးပေးနေသူကတော့ဖန်အန်ကနေလာရောက်ရှင်ပြိုင်တဲ့ကရင်မာလေးနော်ခင်ជីជីဟန်ပါသူမကတော့အသက်22နှစ်ပြည့်ပြီးဒီနေ့ပြိုင်ပွဲမှာကရင်ရိုးရာအစဉ်ကို fashion ကြကြဒီဇိုင်းထွင်ပြီးဝတ်ဆင်လာသူဖြစ်ပါတယ်ရိုးရာကိုချစ်မြတ်လို့တဲ့သူမကဒိုင်နေပေးတဲ့ golden ticket ကိုရယူနိုင်မှာလားဆိုတာကိုတော့ကြည့်လိုက်ကြရအောင်ဗျာမင်္ဂလာပါအရန်လာနေတယ် ညီမလေးအိမ်မှာပါညီမလေးနာမည်လေးမိတ်ဆက်ပေးပါအောင်စပြီး ညီမနာမည်ကတော့နော်ခင်ជីဂျင်လို့ခေါ်ပါတယ် နော်ခင်ជីជីဟောနော်ဆိုတော့ညီမလေးကတိုင်းရင်သူလေးထင်တယ် ဟုတ်ကင်တိုင်းသူပါ ကရင်တိုင်းရင်သူလေးပေါ့နော်ဘယ်ကနေလာဆိုတာလဲ ဖအမျိုးရရှင် ဖအမျိုးက ဒီဇိုင်းလေးကအရန်မိုက်နေရမမေထွင်မေးရလားကိုယ့်ဘာသာကိုထွင်တာလား ကိုကတငယ်ချင်းနေနဲ့ကောက်ထွင် တကယ်ချင်းနဲ့တိုင်မင်းမီထွင်တာလှ ဟုတ်ပါပြီအဲ့ဆိုရင်ကလို့တဲ့အစီအစဉ်မှာတမီဘာတချင်းလေးနဲ့စဆုံမလဲ ဟုတ်မနီနီခင်ဆိုရရက်တဲ့ချင်း အဲ့ဆိုရင် ready ဖြစ်ပြီဆိုရင်နားထောင်ကြည့်မယ်နော်စဆုံလို့ရပါပြီ Go on and be together, Millie. Solo to name Yati, may go chumby get it. Been on our knees, so you'll catch it, my lady. ရပြီညီမလေးကိုတို့လေအချင်းနောက်တစ်ပုတ်လောက်နည်းနည်းလေးဖြစ်
ဘယ်တချင်းလေးဆိုလို့ရအောင်လဲ မခင်စုစနာရဲ့ငါပွားငါအိတ်တယ်ရှင် ငါပေါ့ငါအင်ဂျယ်တမီ chorus ကနေဆို chorus ပဲဆိုလိုက် နော် မင်းကလေးပင်ငါဘဝမသူနေမမဆောင်းချေရင်နေမချစ်တရားသူနဲ့ချားတော်ရုံနဲ့စားတော့ပြီလေမချစ်နိုင်ပြီ ညီမပင်ကိုယ်တန်းကောင်းနေနော်ညီမအဲ့ဒါလေးပေါ်အောင်ဆိုညီမအတန်အားလည်းကောင်းနေနော်အမကတော့အဲ့ဒါလေးပြောချင်တယ်နော် โอเค အကိုကတော့ငါတို့ yes ပါနော် thank you အမကတော့သမီးအတွက် ready မဖြစ်သေးဘူးဒါကြောင့်မလို့ပြန်ပြီးတော့စူးစမ်းစေချင်သေးတယ်အမကတော့ no ပါ ညီမလေးရဲ့မစိတ်မကောင်းပါဘူးလိုက်ပါ မတကယ်ပဲပြေးနိုင်လို့တဲ့မကောင်းပါဘူး ဒါလေးတပါးလေးချက်တန်းနိုင်ပါစေ thank you ပါ ညာကလည်းလေးရှောင်း ဒီ တော့ အဲ့ဒါလေးကိုတော့ပြင်ရမယ် ဒါ နော် နေပြီးတဲ့ golden ticket ကိုရယူနိုင်ပြီးနောက်တစ်ဆင့်ကိုတက်နိုင်သွားပါပြီ ညောင်းလင်းထားတဲ့ပိုက်ဖြစ်တဲ့အတွက်ကြည့်အရန်ကြော်တယ်ဆရာလေးကွန်မန့်ကိုပြင်ဆင်ပြီးတော့အကောင့်ဆုံးပြန်ပြမယ် ဒီကနေ့ရဲ့ပထမဆုံးပြိုင်ပွဲဝင်ကတော့ပွဲဥထက် golden ticket ကိုရရှိသွားပါပြီအခုဆက်လက်ရှင်ပြိုင်မယ်ပြိုင်ပွဲဝင်တွေရဲ့ရှင်ပြိုင်မှုတွေရောဘယ်လိုဖြစ်လာမလဲဆိုတာကိုစက်ကြည့်လိုက်ကြအောင်နော် ။သမီးနာမည်ကတော့ပိုးမီမီဟန်ဖြစ်ပါတယ်။ပြိုင်ပွဲရဲ့အမှတ်စဉ်ကတော့395346ဖြစ်ပါတယ် ဟိုကျွန်တော်နာမည်ကတော့ဟိုညင်းချက်ဖြစ်ပါတယ်ပြန်ဝဲနံပါတ်ကတော့3253ပုဂ္ဂိုလ်ဖြစ်ပါတယ် ။အဲ့ဒီနာမည်ကတော့နေစင်ကျော်ဖြစ်ပါတယ်။ကောင်းနံပါတ်ကတော့020023ဖြစ်ပါတယ်။ဒီကဘာမြေထဲမှာမရှိမဲနေရကန်တန်တဲ့ခုငါမနေဘူး နှခေပွေနဲ့ပန်းလေးထက်ကိုပုံမွေတာချစ်သမီးလေးရဲ့စကားလေးများကြစဉ်ခါ အချင်းနဲ့ဆိုလေအချင်းနဲ့ဆိုလေဘာကြောင့်မဆိုမထားတာလဲဘယ်လိုတကောများပိုင်ဆိုင်ထားလဲရွှေရင်ကားလေး baby my dancing မြားပြီကွယ် ဟေးရပြီနော်ဆိုတော့လေးကဂျူနီယာလေးဆိုရင်ထင်တော်မထင်တာ army လိုပုံစံလေးတွေကို away place လာလေးတော့ကို great ပုံစံလေးတွေတော့လောက်သွားတာတွေ့ ထွေးရင်တင်တဲ့ချင်းမှာဒါအဲ့ high pitch လေးတစ်ခုမျိုးရောက်သွားတာကအဲ့ပြစ်ချက်ကလေးတစ်ခုတော့မြင်တာပေါ့နော် online နဲ့တို့ပေမဲ့ကာလာမလှဘူးညီမရဲ့တလားအဲ့ဒါဆိုညီမအတွက်ဖြည်းချမ်းမြင်ညီမဖြည်းချင်းရှာကျင်းတယ် အဲ့ဆို decision time ပြိုင်ပွဲဝင်သုံးခုလုံးကတော့အကောင်းဆုံးစူးစမ်းရှင်ပြိုင်ခဲ့ပေမဲ့တယောက်ပဲ golden ticket ကိုရယူနိုင်ခဲ့ပါတယ် golden ticket မရခဲ့တဲ့ပြိုင်ပွဲဝင်အတွက်တော့စိတ်မကောင်းပါဘူးခင်ဗျာဒီတစ်ခေါက်ပြိုင်ပွဲဝင်ကတော့အသက်22နှစ်ဖြစ်တဲ့ပြည့်စုံချမ်းသာပါ ကျွန်တော်ဆိုနေကြတခြင်းပေါ့နော်ပိုင်နိုင်တဲ့တခြင်းတွေကိုလေ့ကျင့်ခဲ့တယ်အဲ့ဒီတခြင်းတွေကမှဘလို့ပို့ပြီးကောင်းဆိုပြရမယ်လေနောက်ဘလို့ကိုပိုင်ဟန်နဲ့ဘလို့ဆိုရမယ်အဲ့လိုပြင်ဆင်ခဲ့ပါတယ်ခင်ဗျာ ပြည့်စုံချမ်းသာရဲ့တီဆိုရှင်ပြိုင်မှုကိုကြည့်လိုက်ကြအောင်လားဗျာ မင်္ဂလာပါ မင်္ဂလာပါရှင် တားရဲ့နာမည်လေးနဲ့ပထမဆုံးမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ကျွန်တော်နာမည်ပြည်စုံချမ်းသာပါခင်ဗျာ တားစကားပွဲတယ်နော်ဘာတိုင်းရင်းသားလား တိုင်းရင်းသားမဟုတ်မော်လမြန်ပမာပဲခင်ဗျာ ဟောမော်လမြိုင်ပဲ မြန်မာနေရာသားလို့ ဟုတ်ကဲ့ ဟုတ်ပါပြီအဲ့တော့တချင်းမျိုးစားလေးနားထောင်တဲ့ခါကျတော့ဘယ်လိုမျိုးစားလေးကိုကြိုက်နေတက်ပြီးနားထောင်လဲ တခြင်းနားထောင်လို့ရှင်တော့မြူးလေးတွေတော့နားထောင်ပြတယ် ဟုတ်ပါပြီအဲ့ဒါဆိုကိုတို့ရဲ့ season လေးမှာဘယ်တချင်းမျိုးနဲ့ဝင်ရောက်ရှင်းပြိုင်မလဲ ဟာအင်းလေးမရွာတဲ့မိုးကဟုတ်ကဲ့အဲ့ဒီတခြင်းအနေနဲ့စီလဲဆိုတော့ဟုတ်တယ်ဟုတ်ကဲ့အဲ့ဒီတခြင်းနဲ့ပြိုင်မယ်နောက်ပြီးတော့ဟာကိုဦးလွန်မိုးရဲ့ချစ်သူပြုလေဟုတ်ကဲ့အဲ့ဒါကိုနည်းနည်းလေး dance ပုံစံလေးဆိုပြအောင် ဘယ်နည်းဖြစ်ပြီဆိုလို့ရပါပြီ Down တွေကာယန်ဒါတဲ့အလေမဟင်းလေးပြင်းပြလေငယ်လေးစင်တွေ့၍လူလူလာထိုစမိုးကောင်းကင်မှာမောင်ရီမဲနိုင်ရိတ်ချလာလေရှင်လေးတယောက်တည်းလွမ်းတဲ့ချင်းကြီးလို့လားကန်စကိုသူလောခလာ ရပါပြီရှင်ဒါကတော့အချင်းညီညီအေးအေးလေးပေါ့ဆိုတော့အမတို့ကတား performance လေးနဲ့ကြည့်ချင်တာတချင်းမျိုးမျိုးလေးပါရှိတယ် အဲ့ဒီချစ်တရီတူကိုကျွန်တော် dance ပုံစံလေးစစ်ပါမယ် โอเคကြည့်ရတာပေါ့နော် ကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်တာကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွယ်ကနေပါစင်ဘောကလန်ကြည့်တဲ့ခါကောင်းငုံတာကြည့်မလို့ကြိုက်သွားရင်လေးတာဝမယူခင်မမိုးစင်စားရရင်ရှေ့ကိုလာပါနှလုံးသားလေးတော့ခက်ခါတင်ခဲ့နိုင်ပါစေ
有大的眼里目的压hinပြန်ပါအစင်တလို့ချမေရင်လေတောင်းမယူကြောညာတွေထဲမှာစားဆောင်တွေထဲမှာကျွန်တော်ရဲ့ပုံလေးများတွေ့ရင်ကြည်နိုင်ပါ ရပါပြီရပါပြီဗျာတားရဲ့အနေသချင်းလေးမှာတော့တားရဲ့အဲ့ chorus တွေမှာအမြင့်အတန်လေးတွေတက်တာတို့နော်နောက်ပြီးရဲ့အခါကျတော့သူ့ရဲ့ tempo လေးနဲ့ဆိုတာလေးတွေပါလေးရတော့ဒါအတွက်လိုအပ်သေးတယ်နော်အမမြင်နေအဲ့တော့မြူးကျွတ်နဲ့ဆိုသွားတဲ့အထက်မှာတားရဲ့ performance ကိုကြည့်ရတဲ့အခါကျတော့တားဟာချင်းဆိုတာထက်တားဟာတရုပ်ဆောင်လုပ်ရင်ပိုပြီးအဆင်ပြေလိမ့်မယ်လို့အမကချက်ချင်းပဲကောက်ချက်ချလိုက်တယ်အမမြင်တာတော့ခုနကမတ်တူပြောဆိုပဲတာတန်ပိုကလေညံလိုက်နေလိုက်နီနီပုံစံဆိုနီနီပုံစံထဲမှာတာဝင်အောင်ဆိုရမယ်အဲ့လိုမဟုတ်တာနီနီပုံစံဆိုလိုက်ပြင်ထွက်သွားလိုက်ဝင်သွားလိုက်အဲ့လိုမျိုးလေးတွေဖြစ်နေတာပေါ့နော်ဆိုတော့ပြီးတော့ဒီအမျိုးလေးမှာဆိုတော့တာစာလုံးလေးတွေဖြစ်တယ်တပုံဆိုတာဓာတ်ပုံနေပါလေထစ်သွားတပုံလေးများတွေ့ရင်ဓာတ်ပုံလေးများတွေ့ရင်သိနိုင်ပါတယ်အဲ့လိုမျိုးလေးတွေကနော်တခုမှားသွားတယ်တန်ပိုတွေကမြန်လိုက်နေလိုက်တွေဖြစ်ကုန်ပြီတာအဲ့ဒါသတိပြုရမယ်နော် Okay decision time စပါပြီ အနီဆွေကတော့ဒါလိုအပ်ချက်လေးရှိသေးတဲ့အတွက်ကြောင့်မလို့ no တိုင်း ဟုတ်ကဲ့ပါ အမလည်းဒီနေ့တိုင်းဖြစ်တာ no ပါပဲ ပြည့်စုံချမ်းသာရဲ့အကောင်းဆုံးတီးဆိုရှင်ပြိုင်ခဲ့ပေမဲ့ golden ticket မရတဲ့အတွက်စိတ်မကောင်းပါဘူးဗျာ ကျွန်တော်နာမည်နိုင်ကိုပါကျွန်တော်နံပါတ်က339နေငါပါကျွန်တော်နာမည်ကတော့တက်တင်မှဖြစ်ပါတယ်ခင်ဗျာတန်ဖိုးဝင်နံပါတ်က025016ဖြစ်ပါတယ်ခင်ဗျာSo give me a chance, you're all I need, girl. Put your salami in it. Base so dark, dying now. Touch your little lamb, I'm there. တားတချို့နေရာလေးတွေကမရောက်တယောက်လေးတွေဖြစ်နေတာတွေ့ရတယ်နော်အေးနည်းနည်းလေးတားကိုလည်းတားသိမှာပါ ဒီကိုလုံးလေးတွေကအတန်ကြီးအဲ့လိုထွက်လာတာကိုတော့သတိထားလိုက်မိတယ်ပေါ့နော် ဒီနေ့တိုင်းဖြစ်တာ no ပါပဲနော် အမကတော့နောက်တစ်ဆင့်အတွက် chance ပေးလိုက်ပြီ ပြိုင်ပွဲဝင်နေရောက်မှာတယောက်ကတော့ golden ticket ရရှိသွားပြီတယောက်ကတော့လိုအပ်ချက်နေနေတော့ golden ticket နဲ့လွဲချော်ခဲ့ရပါတယ်ဒီနေ့ပြိုင်ပွဲမှာ fashion ကြဝတ်စားလာတဲ့ပြိုင်ပွဲဝင်ကတော့အသက်20ဖြစ်တဲ့သဲဦးငုံပါသူမကတော့အနုပညာပိုင်းမှာမိဘတွေကအားမပေးပေမဲ့ပြိုင်ပွဲမှာအကောင်းဆုံးရှင်ပြိုင်နိုင်အောင်မိဘနှစ်ပါးလုံးလိုက်လံအားပေးခဲ့ပါတယ် golden ticket ရပါသေးเนาะမိသားစုတော့ golden ticket ယူလာခဲ့โอเคเนาะ မိဘတွေလိုက်အားပေးတဲ့အတွက်သူမအတွက်အားရည်နေဖြစ်စေခဲ့တာအမှန်ပါပဲတဲုံငုံရဲ့တီဆိုရှင်ပြိုင်မှုကိုကြည့်လိုက်ကြအောင်လားဗျာ ဟာ ကျွန်တော်ဇုံတွဲဆိုလို့ရအောင်လားမသိ ။အော်ရပါတယ်ရှင်။ ထူးခြားတဲ့စီစဉ်ပဲ ထူးခြားတဲ့စီစဉ်ပဲ သူ့ရဲ့အလှကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်လိုက်ပို့တာပါ ။မဲဟုတ်ပါရှင်။လာပါတယ်သမီးရေ။ဟုတ်ကဲ့မင်္ဂလာပါ မင်္ဂလာပါညီမလေးနာမည်လေးနဲ့မိတ်ဆက်ပေးပါဦး တင်တဲ့နေရာမှာတဲဦးငုံဖြစ်ပါတယ်ရှင် တဲဦးငုံဟုတ်ပြီတဲဦးငုံအသက်ကဘယ်လောက်ရှိသွားပြီလဲ တက်က23နှစ်ပါရှင် 23ဟုတ်ပြီဘယ်ကလာပြိုင်တာလဲ မော်လမြိုင်ရပါ မော်လမြိုင်ရပဲနော်ညီမလေးဟိုပါပေါ့လူပညာအတိုင်းဝိုင်းမှာမျိုးရိုးတွေရောရှိလား ဟုတ်ရှိပါတယ် ဟာလားပြပြပေးပါဦးဘယ်သူတွေလဲ အကြီးတော်တို့ဒီရမို့ ကိုကြီး ။ကိုဒီယာမို ကိုဒီယာမိုတို့ အေး အားတော့လဲသူတို့နဲ့ ဦးနေတော့ဦးလေးပါ ဦးလေးဟုတ်ပြီ ဒီမကြီးတွေပဲနော် ။သမီး fashion လှတယ်။အေးဘယ်သူကဆင်ပေးလိုက်တာလဲ ဟိုကွာကိုပဲတွင် ။ဟုတ်လား။မဲပြောပါလာကြည့်ပါဦး။ဖနက်ကလေးရောအင်ကြီးရောမပြန်စားနော်။ဟဲ့ hot shot သူ ဟုတ် က ပြီဟုတ်ပြီဘယ်တချင်းလေးနဲ့အရင်ရှင်းပြမလဲ ဟိုတုန်းကလို့ ဟို အဆိုင်စီ ဆိုင်စီ ကိုလုံးကလည်းမျိုး Okay Okay ready ဖြစ်ပြီဆိုလို့ရပါပြီ မချစ်တွေကိုနားလေခဲ့ပြီးကူတာမရှိကအပြေးလေးလည်းငါကိုရောက်ခဲ့မေးဆိုဒီကိစ္စဘသူကမလေးနှလုံးသားကဝင်ခံချင်နေသေးလေအဝေးမေအဝေးမေဝမ်းမိုင်ပြန်ချင်းတွေနောက်ကျမှဆိုဟိုတုန်းကလို့ချီရဲ့ကိုကိုချစ်သေးလား အေးရပြီသမီးရပြီသမီးမမမြင်တာပေါ့နော်သမီးတချင်းကိုဆိုတတ်တယ်သမီးဆိုတတ်တယ်ဒါပေမဲ့သမီးရဲ့အတန်ပင်ကိုအတန်နဲ့သမီးထုတ်ဆိုဖို့သမီးလိုသေးတယ်သိလားသမီး ညီမလေးကကိုယ်ပိုင်ဟန်လေးရှိပြီးသားအတန်လေးရှိပြီးသားအဲ့ဟိုစုံနိုင်ရက်သားနဲ့ကိုအတန်ကလေ
သူများနဲ့ခွဲထွက်လို့မရဘူးဖြစ်နေရတာညီမအားနေချက်လို့ပြောရမယ်နော်ညီမလေးအဲ့ဒါလေးပြင်လိုက်ပို့အဆင်ပြေနော် သမီးငယ်ပါသေးတယ်เนาะအဲ့တော့မမအနေနဲ့သမီးအဲ့ဒါလေးပြန်ပြင်ဆင်ပြီးတော့နောက်တစ်ခါပြန်လာစေချင်တယ်အဲ့တော့စေရနာနဲ့ပြောတာပါသမီးရဲ့အခုအချိန်သမီးအတွက် ready မဖြစ်သေးဘူး no သမီးရဲ့เนาะ ညီမလည်းစိတ်မကောင်းစွာနဲ့ no ပဲပြောပြစီညီမလေးရဲ့နော် အကောင်းဆုံးတီးဆိုရှင်ပြိုင်ခဲ့ပေမဲ့ golden ticket မရခဲ့တဲ့အတွက်စိတ်မကောင်းပါဘူးတဲုံကုန်ရင် တဲရောအကောင်းဆုံးလို့ထင်တာပေါ့နော်ဒါပေမဲ့ဒိုင်းလေးပြောရတဲ့အချက်တွေကိုလည်းပြင်ပြီးတော့နောက်ဆုံးပြင်ပါ ဒုတိယနေ့မှာပြိုင်ပွဲဝင်တွေကတော့အကောင်းဆုံးရှင်ပြိုင်ခဲ့ကြပေမဲ့လိုအပ်ချက်တွေရှိနေတာကြောင့် golden ticket မရရှိခဲ့တဲ့သူတွေများနေပါတယ်အခုဆက်လက်ပြီးကြံရှိနေတဲ့ပြိုင်ပွဲဝင်တွေရောဘလို့ fashion လေးတွေဘလို့တီဆိုမှုတွေနဲ့ခိုင်းတွေကိုဖန်ဆားမယ်ဆိုတာကိုဆက်လက်စောင့်ကြည့်ကြပါဦးခင်ဗျာဒီမှာအိုက်တော့မှပြန်လည်ကြိုဆိုပါရစေမော်လမြိုင်မြို့ရဲ့အတန်စစ်ဆေးမှုဒုတိယနေ့ဆက်လက်ကျင်းပနေတာအခုဆိုရင်နေ့လည်ခင်းကိုရောက်ရှိလာပါပြီပူချိန်ကမြင့်မားလာသလိုရှင်ပြိုင်မှုကြံရှိနေသေးတဲ့ပြိုင်ပွဲဝင်တွေရဲ့စိတ်လှုပ်ရှားရှင်ခုန်မှုတွေကလည်းမြင့်မားနေမှာသိကြပါတယ်ဒီတစ်ခါအလဲကျလာတဲ့သူကတော့ဘန်မာအလုပ်လုပ်ပြီးမိသားစုဘဝကိုဦးဆောင်နေတဲ့ပြည့်ဖြိုးအောင်ဆိုသူပါတေးတန်ရှင်တွေထဲမှာသူအရန်ကြိုက်နေတဲ့တေးတန်ရှင်ကတော့ ငါမြေခွင်ကိုမင်းစံတွေလွှမ်းခြုံထားမှလားကွာတိမ်တွေပေါ်မှာရွှေနေကြီးဟာရောင်စင်ဖြန့်ပကစပင်တွေကိုနမ်းတဲ့ခါလေဟောမှာလူလုံးသွားစံတွေလေးတွေသန်းစင်တေးလေးပြမင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင် အရင်ထူးကြပါတယ် ဟုတ်ပါပြီ ကျွန်တော်နာမည်ကပြည့်ဖြိုးအောင်ပါခင်ဗျာ ပြေဖြိုးအောင် ဟုတ်ကဲ့ပါ တက်ကရော အသက်က25ပါခင်ဗျာ 25 ဟုတ်ကဲ့ပါ အခုလက်ကတက်တူးလို့မြင်ဘူး အေးဟုတ်တယ်လေးချက်လုပ်ပါအောင်တပုံစံနဲ့ပဲ မတူးတော့ကိုကြီး နည်းနည်းကက်စင်စင်လေးပဲနော် ဒီနေရာလေးကြိုက်တယ်လေ ဟာကိုစားနေတဲ့လူလေးထိုးထား အဲ့ဒီနေရာ တယ် လေးထိုးရတယ်ဟုတ်ကဲ့ ready ဖြစ်ပြီဆိုရင်စဆိုလို့ရပါပြီ စနာတော်ဒီမလာခင်မုံငါတိုက်စားသူရမြစ်တက်ခိုင်ငါဟာဆွေးလိုက်နေမျောနေဘေးရင်ကွင်မငါတွေ့ညရမလဲရှာဖွေစီမျောရင်နေရင်မချင်ငါခဲအချစ်ကချစ်ကိုရှာစေချစ်ရှိလားအချစ်နဲ့ချစ်ကိုယူမယ်ရောင်ပြန်ဟတ်တယ်လင်းအောင်အချစ်ရှိလားသူရှာတဲ့စိတ်တန်ရာကိုဘယ်ရင်မှငြိမ်းချမ်းရေးများနာခွင့်ရမလဲအချစ်နဲ့ချစ်ခွင့်ပေး ဒါဆိုတတ်တယ်အတန်ကောင်းတယ်ဒါပေမဲ့သားဆိုသွားတဲ့အထဲမှာကြတော့ဟိုတစ်ခါကြလို့ရှိရင်သချင်းတန်စင်နဲ့လိုက်ဖက်အောင်အဲ့လိုအဝိအဝိုက်ကလေးတွေမပါဘူးအဲ့ဒါလေးတော့အမမြင်တယ်နော် အမလည်းကြိုက်ပါတယ်အတန်တော်တော်လေးကိုကာလာလေးလှတယ်ပွင့်ထွက်တယ်တော်တော်များများဒီမှာလာပြန်ကြအတန်မပွင့်ကြဘူးပေါ့နော်ဖွင့်မဆိုကြတာတွေ့ရတယ် decision time စတင်ပါပြီ ကဲအမကတော့ yes ကျေးဇူးပါမ yes လို့ပြောခြင်းလို့ပါ တောက်ပါတဲ့အနာဂတ်လမ်းကိုညီလေးပြည့်ဖြိုးအောင်ခုချိန်ကစပြီးတော့ရှောင်းလမ်းပါ နိုင်ပါပြီ ယူပါတယ်ဗျကိုယူပါတယ်ဗျ ကောင်းပြီပါရှင် congratulations နော်နောက်တစ်ဆင့်မှာပြန်တွေ့ပါမယ်နော် You my god ပြည့်ဖြိုးအောင်ကတော့သူရန် crazy ဖြစ်တဲ့တေးတန်ရှင်ရဲ့တခြင်းနဲ့ golden ticket ကိုရရှိသွားပါပြီ ဟိုကျွန်တော်အဲဒီ studio ခန်းထဲကနေဘလို့အပြင်ကိုရောက်လာမှတော့ကျွန်တော်မသိတော့ ဆက်လက်ရှင်ပြိုင်မှုကြံရှိနေတဲ့သူတွေထဲမှာလည်းဂီတကိုချစ်မြတ်လို့ပြီးမိမိရဲ့ဂီတအရေးသွေးကိုထုတ်ဖော်ပြသခြင်းလို့နယ်ဝေးကနေတကူတကလာပြန်သူတွေလည်းပါဝင်ပါတယ်သူတို့တွေရော golden ticket ကိုရယူနိုင်ကြမလားဆိုတာစိတ်ဝင်စားစရာကောင်းလာပါတယ် မင်္ဂလာပါ ဒါပါ ကျွန်တော်နာမည်စိုးစိုးတီဟာ အမြဲပုံမြတ်ဆိုး တင်စောဦးခေါ်တော့ငတင်ပါ တက်ကရော တန်း22 တန်21 ကျွန်တော်စကား26နှစ်ပါ အဲ့ဆိုတို့ခေတ်လိုမျိုးနော် ဟုတ်တယ် တပည့်ထမိတ်တိုတို့ခေတော့လို့ထမိတ်တိုနဲ့ ဟုတ်တယ်နော် ဟောရှာ အရှာရှင်းနေပါဆိုရင်ဘယ်လိုနေရာတွေမှာဆိုပြစ်လဲဘယ်လိုချိန်မှာလေ့ကျင့်လဲ ညတကောင်လူကြီးတိုက်တဲ့ချိန်မျိုးတွေဘောလုံးဝင်းသွားပြီးတော့အော်ရောပဲဟုတ်ကဲ့ ready ဆိုတာနဲ့ကိုလိုနားထောင်မယ်နော် Gave a million to ways away လို့သွားပြီးမေလေမင်းရဲ့နာမမြေတမ်းရှိနေမေ မနေ့ကမင်းတဲ့တွေတူကြလဲမေဘူးတူတိတ်စွာမြို့သိပ်ပါမယ် ပြောင်းလဲတိုင်းမပြောင်းလဲနဲ့ဘယ်တော့မှမင်းမမုန်းနဲ့ချစ်ရင်မင်းတို့ဝေးမြောင်ဝေးရောသိကြတဲ့ကိုယ်သက်တွင်လိမ့်မယ်ချစ်သူလေးရဲ့ကိုယ်အသေးကိုရဲရဲဆက်ဆက်ခွဲမသွားနဲ့ခွဲမသွားနဲ့ ရပါပြီ သူတို့၃ယောက်အတွက်ထိုင်၃ယောက်ရဲ့အထီးရော
ကိုကတော့ no ပါ no ပါညီမလေးနော် မလည်း no ပဲသားရဲ့ ဒီတခါအလဲကျလာတဲ့ပြိုင်ပွဲဝင်ကတော့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့အောင်ထိုင်ဦးပါ ကျွန်တော်ကတော့ဟိုလက်ဖိတ်ဆိုင်ပါဗောနော်လက်ဖိတ်ဆိုင်ဖြိုတယ်ဖြိုစရာဟိုစပွဲတူလည်းကျွန်တော်ပဲလက်ရှင်လည်းကျွန်တော်ပဲကျွန်တော်လောက်ရကြတော့လက်ဖိတ်ဆိုင်ဖြိုတယ်သူကကျွန်တော်ဝိုင်းကူပေးတယ်ကြုံမိမှာပဲအရာတိုင်းပါပဲလူတွေကတော့အကောင်းဆုံးကတော့စူးစမ်းကျင်ကြတာပဲလေလူပဲဖြစ်စုကတော့လာရကျင်တာပါပဲလူတိုင်းလူကတော့ အောင်ထိုင်ဦးတယောက်ရောသူ့မိသားစုနဲ့တားလေးအတွက် golden ticket ကိုရယူနိုင်မှာဆိုတော့ကြည့်လိုက်ကြရအောင်ဗျာ မင်္ဂလာပါ ညီလေးရဲ့နာမည်လေးမိတ်ဆက်ပေးပါအောင် ကျွန်တော်နာမည်ကအောင်ထိုက်ဦးပါခင်ဗျာ ပြပြလားအိမ်တော်ရှိ ပြမို့အိမ်တော်ခလီတယောက်နဲ့ ဟာလာ တားယောက်ျားလေး ယောက်ျားလေး တားလေးပေါ့တားလေးပေါ့ ဒါမဲ့ရန်တူတယ်နော်အဲ့ဆိုရင်ညီလေး ready ဖြစ်ပြီဆိုရင်ကိုတို့နားထောင်ကြည့်မယ်နော်ကောင်းငယ်ရဲမှာပဲငါတယောက်တည်းပါပဲမင်းတလာမဲ့ချိန်စောင်းပြောခြင်းကြည့်ကွယ်မင်းမရှိဘဲနေခဲ့နေညများစွာလဲမင်းပြန်လာမဲ့ချိန်တာတာရင်ကြည့်ကွယ်ဘယ်သူမှမရှိတဲ့ငါရဲ့ဘဝခံခြင်းနဲ့ solo ခြင်းနဲ့ကြောက်ခိုင်းခြင်းမလဲကြခဲ့နေခဲ့တယောက်တည်းမင်းပြခဲ့ပါတော့ကမှမင်းမရှိမဖြစ်လို့လေးဆောင်မင်းနေတဲ့ခါမှာကတယောက်တည်းမဟုတ်နှစ်ယောက်တည်းမှတွေ့လဲစားစီခွဲခဲ့ခါငါယူတော့ညီလေးကျေးဇူးတင်ပါတယ်ကောင်းဆုံးဒီဆိုကမျက်လုံးတော်မဖော်တော့ဘူးမျက်လုံးတော် ခန်းစားချက်အပြည့်နဲ့သားရဲ့အတန်ကိုဖွင့်ပြီးတော့ဆိုတဲ့ဟာကိုတော့သဘောကျတယ်ပေါ့နော်ဒါပေမဲ့ခုနကတော့အဲ့ဒီကီးအမြင့်လေးတွေမှာသားမနိုင်ငါလေးတွေဖြစ်သွားတယ်ဝင်ကိုထမ်းရတယ်လို့ဖြစ်သွားတာပေါ့နော် decision time ဒီနေ့ဖြစ်တော့ no ပါပဲတားရဲ့နော် ဟုတ်ကဲ့ပါ မလည်း no ပါသားရဲ့ အောင်ထိုင်ဦးတယောက်ကတော့ golden ticket ကိုမရခဲ့ပါဘူးဒီတစ်ခါဆက်လက်ရှင်ပြိုင်ကြမယ်ပြိုင်ပွဲဝင်2ဦးစလုံးကတော့ golden ticket ရမယ်လို့အပြည့်အဝယုံကြည်ထားပြီးအောင်မြင်တဲ့ဆိုတော်တူဖြစ်လာဖို့ရည်ရွယ်ချက်ရှိတဲ့သူတွေပါသူတို့ကတော့အသက်26နှစ်ရှိပြီဖြစ်တဲ့တင်ဆောင်အောင်နဲ့အသက်23နှစ်ရှိပြီဖြစ်တဲ့ထက်ထက်စင်တို့ပဲဖြစ်ပါတယ်ရည်ရွယ်ချက်ချင်းတူညီနေတဲ့သူတို့2ယောက်ရဲ့တီဆိုရှင်ပြိုင်မှုကဘယ်လိုများဖြစ်လာမလဲဆိုတာကိုကြည့်လိုက်ကြရအောင်လားဗျာ မင်္ဂလာပါ လာပါရှင် ညီမလေးနာမည်လေးမိတ်ဆက်ပေးပါအောင်ပထမဆုံး ညီမနာမည်ကတင်ဆောင်အောင်ပါရှင့်သမီးနာမည်ကမထက်ထက်စင်ပါ အများထက်တာတဲ့ထူးခြားချက်ကဘာလို့ထင်လဲ သမီးကတချင်းဆိုလို့ရှိရင်ကိုပုံစံနဲ့ကိုဆူတတ်တယ်အဲ့ဒါတော့ထူးခြားတယ်ထင်ပါတယ် ကဲသမီးရဲ့အိမ်မက်ကဘာလေးပါလဲ သမီးလေးအဆိုတော်ဖြစ်ချင် အမားတို့ကလည်းကံကောင်းပါစေလို့ဆုတောင်းပါတယ် အဲ့ဆိုရင်စဆိုလို့ရပါပြီ ready ဖြစ်ပြီဆိုရင်နော် ဒီရတော့မအားလုံးနောက်ကျသွားပြီကွယ်ဘယ်လိုမျိုးလဲချစ်ဆိုတာငါသိလိုက်ရချိန်မှာကွာလက်ခုကိုဖြည့်စွာခါမျက်လုံးများစုံမိတ်ထားလိုက်တော့မယ်ကွာမင်းနဲ့ဝေးရမှလည်းမလွယ်မင်းနဲ့နေဖို့ကလည်းမလွယ်ဖြည်းဖြည်းနဲ့ပို့တိုးလို့လာတဲ့တို့ရဲ့ချစ်တွေရဲ့ အချင်နာရင်တဲ့တကယ်မချစ်ပါပဲဟန်ဆောင်နေမှတီထားလေအိုးချစ်တယ်တို့အိမ်မလေးမတလို့ပဲချစ်ဆုံးချစ်သူရဲ့အိမ်မလို့ပြောင်းသွားမှာကိုတို့ရဲ့မသေးချောင်းနေတဲ့စီကွဲရမှာလဲတီထတော့အိုးဆွေ ထက်ထက်စင်တယောက်အကောင်းဆုံးတီဆိုရှင်ပြိုင်သွားသလိုတင်ဆောင်အောင်ကလည်းအကောင်းဆုံးတီဆိုရှင်ပြိုင်သွားတာကိုတွေ့ရပါတယ်သူတို့2ယောက်အတွက်ဒိုင်နေရဲ့အဖြေရော expression ထည့်တဲ့ဟာလေးနည်းနည်းလေးပို့သွားတဲ့ဟာလေးပေါ့သမီးရဲ့နော်မလုတ်တဲ့နေရာမှာလုတ်တဲ့ခါကျတချင်းရဲ့ရတလည်းပြတ်တယ်လို့သမီးရဲ့အတန်မှာလည်းသွားပြီးတော့အနှောက်အယှက်ဖြစ်တာပေါ့ဒါလေးတွေအမှမြင်တယ်နော်သမီးနော် ဘာလေးတွေတွေ့ရတယ်ဆိုညီမလေးရဲ့အတန်ကာလာတော်တော်လှရတယ်စူးလဲစူးတယ်ချိုလဲချိုတယ်ပေါ့နော်ဒါပေမဲ့ညီမလေးအားနေချက်ကဘာလဲဆိုညီမက key rate ကျင်းတယ်ညီမဟုတ်ကဲ့နော်អော်တဲ့ခါကျရင်လေမရ ဒိုင်တွေကဘယ်လိုဆုံးဖြတ်ပေးမလဲဆိုတာစိတ်ဝင်စားကြပါပဲ မမလည်းစိတ်မကောင်းပါဘူးသမီးရဲ့နော် ready မဖြစ်သေးတဲ့အတွက်ကြောင့်ကြိုးစားပါ no ပါသမီးရဲ့ တေချာပြင်ဆင်လို့ရပါတယ်နော်ညီလေးကျေးဇူးတင်ပါတယ် ထက်ထက်စင်ကတော့ golden ticket နဲ့လွဲချော်ခဲ့ရပါတယ်ဒါဆိုရင်တင်ဆောင်အောင်အတွက်အဖြေကရော yes ကျေးဇူးတင်ပါတယ်ရှင်ဒီမှာတော့ကျေးဇူးတင်ပါတယ်ရှင် အခုဆိုရင်တင်ဆောင်အောင်ကတော့ golden ticket ကိုရပြီးသူ့ရဲ့ရည်ရွယ်ချက်တွေကိုအကောင့်တွေပေါ်ဖို့ခြေလန်းစတင်လိုက်ပါပြီဒီအချိန်မှာတော့မော်လမြိုင်မြို့ရဲ့နောက်ဆုံးပြိုင်ပွဲတူဖြစ်တဲ့တိမ့်သိမ့်စုရှင်ပြိုင်မှုအလှည့်ကျရောက်လာပါပြီဒိုင်နေစိတ်ကြိုက်တွေ့အောင်အကောင်းဆုံးတီဆိုရှင်ပြိုင်နိုင်ပါမလားဆိုတာကြည့်လိုက်ကြအောင်နော်
မင်္ဂလာပါ မင်္ဂလာပါ မင်္ဂလာပါရှင် ဒီမှာလေးနာမည်နဲ့ပထမဆုံးမိတ်ဆက်ပေးပါအောင် နာမည်ကမန်တသိစုပါရှင် သိမ့် တိတ်တိတ်ဆိုအသက်ဘယ်လောက်ရှိသွားပြီလဲ တက်က22နှစ် 22နှစ်အဲ့ဒါကျောင်းတက်မှာပေါ့နော်20နှစ်ဆိုတော့ ဟုတ်အဝေးတင်ဟုတ်အင်္ဂလိပ်စာ အင်္ဂလိပ်စာ အခုဘယ်သူပါလာသေးလဲညီမလေးနဲ့ပြောခေါ်ရပါ တငယ်ချင်း မ နဲ့ တကယ်ချင်းနေလာအားပေးတာ မိဘတွေကအားပေးလားအခုလူချင်းဆိုတာ မေတွေကအားပေးလားဆိုတော့ဆောင်းဝဲနာနီးနေတော့လဲတိတ်ပြီးတော့ တမီးမော်လမြိုင်ရပဲလား မဟုတ်ရှင်တန်ဖြူစရာ အော်တန်ဖြူစရလားဟုတ်ပါပြီ တန်ဖြူစရာ hot shop ပဲ ဟောရှော့နော် ready ဖြစ်ပြီဆိုစဆိုလို့ရပြီနော်ကိုတို့တော့နားထောင်ပေးမယ်နော် သမီးနာမထွက်ခွာမသွားပါနဲ့အနာနာမလန့်ပြပေးပါနော်မေစကားမျက်နှာထောင်မဲ့မေပြောင်းလဲလန့်ချင်တဲ့လောကကဘာကြီးနဲ့ထောင်မဲ့ကိုမလဲနိုင်မှုအမေတယောက်တသမီးရဲ့ဥယျာဉ်မှုခြေလမ်းတိုင်းပဲပြင်းသူဓမ္မချမ်းများကိုလက်တွဲဖို့ပေးသူမေမေ အမကတော့နည်းနည်းလေးညီမလေးကိုပြန်လေးကြည့်စီခြင်းတယ်နော်အဲ့ဒါကြောင့်အမရဲ့အဖေကဒီနေ့ကတော့ no လို့ပဲပြောပြစီ ဒီနေ့ညီမလေးတင်းတင်းစုအတွက်အကိုရဲ့အဖေကတော့ yes ပေးလိုက်ပြီ ကျေးဇူးတင်ပါတယ်ရှင် နွေတငယ်ချင်းတွေမရောက်ပါလားလဲ ငယ်ချင်းတွေကအခုလောဆယ်2ယောက်နောက်တငယ်ချင်းတွေထပ်လာမယ်ဟုတ် ဟုတ်လားတငယ်ချင်းတွေရောရန်အားပေးလား ဟုတ်အများကြီးအားပေးပါတယ် ဟုတ်လားโอเคညီမလေးသိမ့်စုတငယ်ချင်းများ ဝင်လာပါခင်ဗျာ ဝင်လာပါမကြောက်မရွံ့နဲ့အေးဟုတ်ပြီကဲသမီးတို့ကရောသမီးတို့တငယ်ချင်းသချင်းဆိုတာကိုပုံမှန်မူတည်ပြီးတော့သမီးတို့ဘယ်လိုထင်လဲဒီက yes ဒီက no အဲ့တော့အန်တီက မစောပါဘူး တကယ်ကြီးတော်တော်ချစ်တယ်နော် တကယ်ကြီးတော်တော်ချစ်ကြတယ်ဟလားလာတော့တော့လုံးလာရော့လာယူကဲကြောက်ပါလေသမီးရဲ့နော်နာကလန်အခုချင်းကနေစပြီးရှောက်လန်းနိုင်ပါပြီနော်သမီးနော်သမီးကြိုးစားရမယ်နော်သမီးနော် အားပေးမယ်နော်တကယ်ကြီး သမီးတို့တကယ်ချင်းတွေကလည်းကိုတကယ်ချင်းကိုပို့ပြီးအားပေးရမယ်နော်โอเคနော် မော်လမြိုင်မြို့ရဲ့နောက်ဆုံး golden ticket ကိုတိမ့်စုရရှိသွားပါပြီလိုက်ပါအားပေးတဲ့တငယ်ချင်းတွေကလည်းတိမ့်စုနဲ့ထပ်တူပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်သူတို့တငယ်ချင်းတွေရဲ့ပျော်ရွှင်မှုတွေနဲ့အတူမော်လမြိုင်မြို့ရဲ့အတန်စစ်စင်မှုတွေအောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာမော်လမြိုင်မြို့ရဲ့အတန်စစ်စင်မှုမှာတော့ golden ticket ရရှိသူ12ဦးပေါ်ထွက်ခဲ့ပါတယ်အဲ့ဒီ12ဦးကတော့ရန်ကုန်မှာကျင်းပပြုလုပ်သွားမယ်ပြိုင်ပွဲအဆင့်ဆင့်ကိုဆက်လက်ရှင်ပြိုင်ကြရမှာဖြစ်ပါတယ်နောက်တစ်ပတ်မှာတော့ပသိမ်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့အတန်စစ်ဆေးမှုမြင်ကွင်းပုံရိပ်များကိုမြင်တွေ့ရမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာပသိမ်မြို့မှာပြန်ဆောင်ကြတာပေါ့မြန်မာအိုက်ဒေါသချင်းဆိုပြိုင်ပွဲကနေကြိုဆိုပါရစေမြန်မာအိုက်ဒေါသချင်းဆိုပြိုင်ပွဲကိုတောင်ကြီးမြို့နဲ့မန္တလေးမြို့မှာကျင်းပခဲ့ပြီးအခုမော်လမြိုင်မြို့မှာဆက်လက်ပြီးတော့ကျင်းပတော့မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မြန်မာအိုက်ဒေါအဖွဲ့ကြီးမွန်တို့ဌာနေဂျာမညာတိုင်းစီကိုရောက်ရှိလာပါပြီမွန်ပြည်နယ်မြို့တော်ဖြစ်တဲ့မော်လမြိုင်မြို့ဟာတန်လျင်မြစ်နယ်ဘေးမှာတည်ရှိပြီးတာယာလှပတဲ့စိတ်ကမ်းမြို့တစ်မြို့ဖြစ်ပါတယ်တန်လျင်မြစ်ကိုဖျက်ဆီးတည်ဆောက်ထားတဲ့တန်လျင်တရားမော်လမြိုင်ဟာလည်းမော်လမြိုင်မြို့ရဲ့ကျက်တည်ဆောင်တရားတစ်စင်းဖြစ်ပါတယ်အဲ့ဒီလိုတာယာလှပတဲ့မော်လမြိုင်မြို့နဲ့မော်လမြိုင်မြို့ရဲ့အနီးတော်ကပြိုင်ပွဲဝင်များအားလုံးအတွက်ကျွန်တော်တို့မြန်မာအိုက်ဒေါအဖွဲ့ကြီးအဆင်သင့်ဖြစ်နေပါပြီမြန်မာအိုင်တော်ဖွဲ့တတိယမြောက်ခြေလှမ်းလို့လာတဲ့မြို့တော့မော်လမြိုင်မြို့ မစ်ကိုကြတော့ညီမငယ်လေးတွေကသိတာလေငယ်လေးတွေကသိရဆိုတော့ခုနှစ်တန်းအဲ့လောက်တော့သိပြီညီမသိ လူကြီး၅မျိုးတဲမှာဒီပေါ်မြန်တို့ပါတဲ့အတွက်ရန်လဲကိုပါတယ်
တငယ်ချင်းတွေကိုအားပေးကြပါလို့နော် ကျွန်တော်ကြိုက်ခင်ရလာတာပါအဲ့တော့မော်လမြိုင်မှာအနည်းသက်ဆုံးဖြစ်တဲ့အတွက်မော်လမြိုင်ကိုလာရောက်ရှင်ပြန်ဖြစ်ပါတယ် မော်လမြိုင်ပဲလားโอเคအဲ့တော့တောင်ရနှစ်ခုရှိရယ်ကိုရန်အောင်မြင်ဖို့ရောပြီးလို့ရှိရင်မော်လမြိုင်ကြီးကိုကိုစားပြုဖို့အတွက်ကောဆိုတော့ fighting မြန်မာအိုက်ဒေါ်ကျွန်တော်တို့ရဲ့ထိုင်သုံးယောက်ကလည်းမော်လမြိုင်မြို့ကပြိုင်ပွဲဝင်နေတဲ့ဂီတအရေးသေးကိုအကဲဖြတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ ဝါ ဟုတ်ပါဗျာ ကဲတွေ့ပြန်ပြီနော်မော်လမြိုင် တက်ကြွသွားမော်လမြိုင်ရဲ့အတူတူ ဟုတ်ပါတယ်ရှင် တက်ကြီးရောတက်ကမီဒီလေး ဖရားကြီးတော့အများကြီးဖူးတာပြီ နော်လိုက်တာ မော်လမြိုင် ဒီနေ့လည်း တာ 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 ဥမာတန်လေးတရားကြီးမြန်မာနိုင်ငံရဲ့အရင်တော့အရှိဆုံးတရားကြီးပေါ့ ဒီနေ့လဲစိတ်ဝင်စားမှုပေါင်းများစွာနဲ့နော်ဘယ်လိုရွေးချယ်ရမလဲ ကိုတီကက် ဟုတ်တယ်နော် ရှိမဲ့တူရနော်ဒါပြီးကျွန်တော်တွေ့ရှိရတော့မယ် ဒါပေါ့ ကဲလွတ်လပ်ဆိုတာကျွန်တော်တက်ကြွဆိုတယ်ကျွန်တော်မော်လမြိုင်တော့ရောက်ရှိလာပါပြီ ဟုတ်ပါတယ်ရှင် မော်လမြိုင်ရဲ့အမိုးဝင်နေရတော့နော်ဘယ်နည်းတည်နေပါပြီအားလုံးပါ ဒီလက်ကလည်းကြောက်တဲ့စီရလည်းနည်းနည်းတော့ကြားထားပြီးပြီဆိုတော့ရန်စိတ်ဝင်စားစရာပေါ့ ကျွန်တော်အခုရောက်ရှိနေတာကတော့မော်လမြိုင်မြို့မှာဖြစ်ပါတယ်အားလုံးရင်ခုန်စိတ်လှုပ်ရှားနေတာကတော့မြန်မာအိုက်ဒေါပါပဲမော်လမြိုင်မြို့ကြီး မော်လမြိုင်မြို့ကပြိုင်ပွဲဝင်တွေကလည်းစိတ်လှုပ်ရှားတက်ကြွမှုအပြည့်နဲ့စောင့်ဆိုင်နေကြပါပြီမော်လမြိုင်မြို့ကပြိုင်ပွဲဝင်တွေထဲမှာတော့ဖက်ရှင်ကြကြနဲ့ဝတ်စားဆင်ရင်ထားသူတွေများကလို့ဂီတကိုချစ်မြတ်လို့နေဝေးရနေတကူတကလာရောက်ရှင်မြန်ကြသူတွေလည်းပါဝင်ပါတယ်မော်လမြိုင်မြို့ရဲ့ပထမအဦးဆုံးပြိုင်ပွဲဝင်ကတော့ music teacher တယောက်ဖြစ်ခြင်းနဲ့စုလဲနန္ဒာဦးပါ အရင်တော့ဆိုရင်တော့တင်ပြရလို့တော့မရှိဘူးပေါ့တချင်းကျင်တော့အမှန်တိုင်းပြောရတော့အယူတယောက်လိုပဲအော်နေတွေ့ရနေရတွေ့ရနဲ့ဖုန်းတွေ့တချင်းအတန်ကြားရင်မနေနိုင်တာတချင်းတန်ကြားရတယ်အဲ့တချင်းရရမြဲရတချင်းကပါဇက်ကအတန်မထွက်ရင်လူကလိုက်ရင်းနေတာအတလောက်ထိတောင်မှအဲ့လိုမျိုးဖြစ်စိတ်တွေကအဲ့လိုခံစားချက်ရှိရဒါပေမဲ့တော်ရင်တော့ဝါသနာပါမယ်သူများတွေတော့မသိပါဘူးအိမ်ကအားပေးလို့ဆိုတော့ဒီမနေ့ဖုန်းဆက်မှအိမ်ကတည်တာ စုလဲနန္ဒာဦးရဲ့တီဆိုရှင်ပြိုင်မှုကိုဦးစွာပထမကြည့်လိုက်ကြအောင်ပါဗျာ မင်္ဂလာပါ မင်္ဂလာ လာ ပါ ပါညီမ ဒါလေးနာမည်လေးပြောပါဦး ဟုတ်ညီမနာမည်ဆူလန်အန်နာဦးပါဟု တက် တ် ဘ ကဲ့ လောက်ရှိသွားပြီလဲ 19 မိဘတွေကရောအားပေးရလားအဲ့လို အားပေးဘူး ကိုတို့ကသမီးဆိုမဲ့တချင်းလေးမှာမျောသွားအောင်သမီးဘယ်လိုစီစဉ်ထားလဲ ဘယ်ချင်းလေးဆိုချင်လဲ ဟောလိဝုဒ် အော်အေးညီမတစ်ပိုင်လောက်ဆိုကြနော် ငါစိတ်ကူးလေးတဲ့မယင်တဲ့တိုင်းလေရင်ချီစီလို့သွားမယ်ဟိုအဝေးစိတ်ကူးတဲ့ကတိုင်းွယ်ဒီညာပဲလောကပိတ်မနဲ့ဟာအဲ့ဒီမှာရှိငါသွားမယ် Hollywood oh Hollywood Hello John Travolta go la be hey နေရောက်တဲ့တွေ့ပြီးချင်နေဆိုမှ no Cindy Crawford လောက်တော့အသားလေး Hollywood star သူဖြစ်လေငါသွားမယ် Hollywoodငါသွားမယ် Hollywood ငါသွားမယ် Hollywood ကျေးဇူးပါညီမလေး ကောင်းပါတယ်အဲ့တော့ကိုတို့၃ယောက်လုံး decision time အန်နီဆွေကစပြောမယ် ဟာဆွဲပြော နော်သမီးတို့နောက်တစ်ဆင့်အနေနဲ့ chance ပေးခြင်းတယ်နော်အဲ့ဒါကြောင့်မလို့ yes တို့ကတော့ အမကတော့ညီမလေးကိုနည်းနည်းလေးပြန်ပြီး try စေချင်သေးရဲ့ညီမလေးအဲ့တော့じゃအမကဒီနေ့အတွက်အဖြေကတော့ no ပဲပြောပြစီနော် ညီမလေးအတွက်ဒီနေ့ဆုလန်နန္ဒာဦးအတွက်ဖြေရဒီတိုင်းမပြေးရင်ဘူးအဲ့တော့တချင်းလေးတစ်ပုတ်ဆိုနေတယ်နော်ခုနချင်းလေးလေ ငါသွားမယ် Hollywood အဲ့လိုပဲအစားသားလေးပြောင်းပြီးတော့ you like a go ticket yeah you like a go ticket yeah like it like a go ticket ကျေးဇူးတင်ပါတယ်နော်အေးဟုတ်ပါဘူးမချင်လည်းကျေးဇူးတင်ပါတယ်မြန်မာ idol you like a go ticket ယူနေပါတယ် စုလဲနန္ဒာဦးရဲ့ပထမအဆုံး golden ticket ဟာမော်လမြိုင်မြို့ကတခြားပြိုင်ပွဲဝင်တွေအတွက်အားရင်သစ်တွေရရှိလာစေမှာပဲဖြစ်ပါတယ်ဒိုင်နေစီက golden ticket ရယူဖို့အကောင်းဆုံးစူးစမ်းရှင်မြန်ရမယ်နောက်ထပ်ပြိုင်ပွဲဝင်တွေကလည်း Horen Run ထဲမှာစိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်လျက်ရှိပါတယ် ကျွန်တော်နာမည်ပြည်စုံကျော်ပါကင်းဒီနယ်ကော့ကရိတ်မြို့ကလာပြိုင် Cochrane New อ่ะဟုတ်ကဲ့ဒါ ready ဆိုလို့ရှိရင်နားထောင်အောင်နော် မင်္ဂလာတော့တစ်ပါပဲစိတ်ထက်ချစ်ပေါ်မသွားအောင်မြဲတယ်အဲ့ Telegram ရဲ့စောင်းထားတယ်နမဲမျိုးမျိုးတတ်နိုင်တယ်လူစီဆိုတာဒူလဲ
တူနေငါဒါပါပဲဒါပါပဲဒါပါပဲဒါဒီနေ့နာမည်လေးမိတ်ဆက်ပေးပါအောင်အောင်သူဖြိုးဘယ်တချင်းနဲ့ကိုတို့ရှိမှလာရောက်ရှင်ပြိုင်တာလဲရင်ဒေကချီဦးမေငါတန်တာသိလွမ်းနေမငါရင်မလေးရင်တိုင်းမမေးအချစ်တွေဟာလေမကုန်ဆုံးသည်ငါတို့မဆုံးနိုင်လဲဝေးလေ နာမည်လေးပြောပါအောင်ရှင် ရှိုင်းထက်ပါခင်ဗျ မင်းရဲ့အိမ်မက်ကပါလဲ ကျွန်တော်အိမ်မှာတနေ့မှာလူတွေအများကြီးကိုတချင်းဆိုပြချင်တယ်လို့ဖြစ်ရှင်တယ် ဒါ ready ဖြစ်ပြီးဆိုလို့ရှင်ဆိုလို့ရပြီနော် လမ်းခွဲချိန်နောက်ပိုင်းမှာပိတတွေရှိုင်းရင်တာကိုစီချေကွယ်လို့လေရင်နေတာวันเนนาจึงเสบาสิรพมาชังเกยาเชหาบวาตรมลอลาพูลาเจตายามยาเลเลลาเสดาเวยองลาเมลาโทเลเสดาฮาเชตุก้าวเข็มมานาสีเรเอเมมยาsay say ya pieseta so give me a chance you're all I need put you salam ni lo bay so da de dai ji na အထက်ထက်ရောက်နေတဲ့လမ်းမများတဲ့ သားတချို့နေရာလေးတွေကမရောက်တယောက်လေးတွေဖြစ်နေတာတွေ့ရတယ်နော်အေးနည်းနည်းလေးသားကိုလည်းသားသိမှာပါ ဒီကိုလုံးလေးတွေကအတန်ကြီးအလို့ထွက်လာတာကိုတော့သတိထားလိုက်မိတယ်ပေါ့နော် ဒီနေ့တော့အဖေကသားနှိုးပါမယ်နော် အမကတော့နောက်တစ်ဆင့်အတွက် chance ပေးလိုက်ပြီ ပြိုင်ပွဲဝင်နေရောက်မှာတယောက်ကတော့ golden ticket ရရှိသွားပြီတယောက်ကတော့လူအချိုင်နေငယ်တော့ golden ticket နဲ့လွဲချော်ခဲ့ရပါတယ်ဒီနေ့ပြိုင်ပွဲမှာ fashion ကြဝတ်စားလာတဲ့ပြိုင်ပွဲဝင်ကတော့အသက်20ဖြစ်တဲ့တဲဦးငုံပါသူမကတော့အနုပညာပိုင်းမှာမိဘတွေကအားမပေးပေမဲ့ပြိုင်ပွဲမှာအကောင်းဆုံးရှင်ပြိုင်နိုင်အောင်မိဘနှစ်ပါးလုံးလိုက်လံအားပေးခဲ့ပါတယ် golden ticket ရပါသေးเนาะမိသားစုတော့ golden ticket ယူလာခဲ့โอเคเนาะ မိဘတွေလိုက်အားပေးတဲ့အတွက်သူမအတွက်အားရည်နေဖြစ်စေခဲ့တာအမှန်ပါပဲတဲဦးငုံရဲ့တီဆိုရှင်ပြိုင်မှုကိုကြည့်လိုက်ကြအောင်လားဗျာ ကျွန်တော်ဇုံသွဲဆိုလို့ရမှာမသိ ။အော်ရပါတယ်ရှင်။ ထူးခြားတဲ့အစီအစဉ်ပဲ ထူးခြားတဲ့အစီအစဉ်ပဲ သူရဲ့အလှကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်လိုက်ပို့တာပါ ။မဲဟုတ်ပါရှင်။လာပါရဲ့သမီးရေ။ဟုတ်ကဲ့မင်္ဂလာပါ မင်္ဂလာပါညီမလေးနာမည်လေးနဲ့မိတ်ဆက်ပေးပါအောင် တင်နေနေအောင်မတဲဦးငုံဖြစ်ပါတယ်ရှင် တဲဦးငုံဟုတ်ပြီတဲဦးငုံအသက်ကဘယ်လောက်ရှိသွားပြီလဲ တက်က23နှစ်ပါရှင် 23ဟုတ်ပြီဘယ်ကလာပြိုင်တာလဲ မော်လမြိုင်ရပါ မော်လမြိုင်ရပဲနော်ညီမလေးဟိုပါပေါ့လူပညာအတိုင်းဝိုင်းမှာမျိုးရိုးတွေရောရှိလား ဟုတ်ရှိပါတယ် ဟာလားပြပြပေးပါအောင်ဘယ်သူတွေလဲ အကြီးတော်တို့ဒီရမို့ ကိုကြီး ကိုဒီယာမို ကိုဒီယာမိုတို့ အေး အားတော့လဲပြတဲ့နဲ့ အခုနေတော့ဦးလေးပါ ဦးလေးဟုတ်ပြီ ဒီမကြီးတွေပဲနော် သမီး fashion လှတယ်အေးဘယ်သူကဆင်ပေးလိုက်တာလဲ ဟိုကွာကိုပဲတွင် ဟုတ်လားမဲပြောပါလာကြည့်ပါဦးဖနက်ကလေးရောအင်ကြီးရောမာဒီယန်စားနော်ဟဲ hot shot သူ ဟုတ် က ပြီဟုတ်ပြီဘယ်တချင်းလေးနဲ့အရင်ရှင်းပြမယ်လဲ ဟိုတုန်းကလို့ ဟို ဆိုင်စီ ဆိုင်စီ ဆိုင်ကြီးကိုလုံးဝမမျိုး okay Okay ready ဖြစ်ပြီဆိုလို့ရပါပြီ မချစ်တွေကိုနားလေခဲ့ပြီးကူတာမရှိကအပြေးလေးလည်းငါကိုရောက်ခဲ့မေးဆိုဒီကိစ္စဘသူကမလေးနှလုံးသားကဝင်ခံချင်နေသေးလေအဝေးမေအဝေးမေဝမ်းမိုက်ပြချင်တွေနောက်ကြမှာဆိုဟိုတုန်းကလို့ချီရဲ့ကိုကိုချစ်သေးလား အေးရပြီသမီးရပြီသမီးမမမြင်တာပေါ့နော်သမီးတချင်းကိုဆိုတတ်တယ်သမီးဆိုတတ်တယ်ဒါပေမဲ့သမီးရဲ့အတန်ပင်ကိုအတန်နဲ့သမီးထုတ်ဆိုဖို့သမီးလိုသေးတယ်သိလားသမီး
ညီမလေးကကိုပိုင်ဟန်လေးရှိပြီးသားအတန်လေးရှိပြီးသားအဲ့ဟိုစုံနိုင်ရသားနဲ့ကိုအတန်ကလေသူများနဲ့ခွဲထွက်လို့မရဘူးဖြစ်နေတာလေးကညီမအားနေချက်လို့ပြောရမယ်နော်ညီမလေးအဲ့ဒါလေးပြင်လိုက်ပို့အဆင်ပြေနော်သမီးငယ်ပါသေးတယ်เนาะအဲ့တော့မမအနေနဲ့သမီးအဲ့ဒါလေးပြန်ပြင်ဆင်ပြီးတော့နောက်တစ်ခါပြန်လာစေချင်တယ်အဲ့တော့စေရနာနဲ့ပြောတာပါသမီးရဲ့အခုအချိန်သမီးအတွက် ready မဖြစ်သေးဘူး no သမီးရဲ့เนาะညီမလည်းစိတ်မကောင်းစွာနဲ့ no ပဲပြောပြစီညီမလေးရဲ့နော်အကောင်းဆုံးတီးဆိုရှင်ပြန်ခဲ့ပေမဲ့ golden ticket မရခဲ့တဲ့အတွက်စိတ်မကောင်းပါဘူးတဲုံကုန်ရင်တဲရောက်အကောင်းဆုံးလို့ထင်တာပေါ့နော်ဒါပေမဲ့ဒိုင်းလေးပြောရတဲ့အချက်တွေကိုလည်းပြင်ပြီးတော့နောက်ဆုံးပြင်ပါဒုတိယနေ့မှာပြိုင်ပွဲဝင်တွေကတော့အကောင်းဆုံးရှင်ပြိုင်ခဲ့ကြပေမဲ့လိုအပ်ချက်တွေရှိနေတာကြောင့် golden ticket မရရှိခဲ့တဲ့သူတွေများနေပါတယ်အခုဆက်လက်ပြီးကြံရှိနေတဲ့ပြိုင်ပွဲဝင်တွေရောဘလို့ fashion လေးတွေဘလို့တီဆိုမှုတွေနဲ့ဒိုင်းတွေကိုဖန်ဆားမယ်ဆိုတာကိုဆက်လက်စောင့်ကြည့်ကြပါဦးခင်ဗျာဒီမှာအိုက်တော့မှပြန်လည်ကြိုဆိုပါရစေ။မော်လမြိုင်မြို့ရဲ့အတန်စစ်ဆေးမှုဒုတိယနေ့ဆက်လက်ကျင်းပနေတာအခုဆိုရင်နေ့လည်ခင်းကိုရောက်ရှိလာပါပြီ။ပူချိန်ကမြင့်မားလာသလိုရှင်ပြိုင်မှုကြံရှိနေသေးတဲ့ပြိုင်ပွဲဝင်တွေရဲ့စိတ်လှုပ်ရှားရှင်ခုန်မှုတွေကလည်းမြင့်မားနေမှာသိကြပါရစေ။ဒီတစ်ခါအလှည့်ကျလာတဲ့သူကတော့ဘန်မာအလုပ်လုပ်ပြီးမိသားစုဘဝကိုဦးဆောင်နေတဲ့ပြည့်ဖြိုးအောင်ဆိုသူပါ။တေးသံရှင်တွေထဲမှာသူအရန်ကြိုက်နေတဲ့တေးသံရှင်ကတော့ ဘာမြစ်ခွင်ကိုမင်းစံတွေလွှမ်းခြုံထားမလားကွာတိမ်တွေပေါ်မှာရွှေနေကြီးဟာရောင်စင်ပြန်ပကံစပင်တွေကိုနမ်းတဲ့ခါလေဟောမှာလူလုံးသွားဆံတွေလေးတွေသန်းစင်တေးလေးပြမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်အရင်ထူးကြပါတယ်ဟုတ်ပါပြီကျွန်တော်နာမည်ကပြည့်ဖြိုးအောင်ပါခင်ဗျာပြည့်ဖြိုးအောင်တက်ကရောအသက်က25ပါခင်ဗျာ25ဟုတ်ကဲ့ပါအခုလက်ကတက်တူးလို့မြင်ဘူးအေးဟုတ်တယ်လေးချက်လုပ်ပါအောင်တပုံစံနဲ့ပဲမတူးတော့ကိုကြီးနည်းနည်းကက်စင်စင်လေးပဲเนาะဒီနေရာလေးကြိုက်တယ်လေဟာကိုစားနေတဲ့အဲ့လိုလေးထိုးရတယ်နေရာလေးထိုးရတယ်နော်ဟုတ်ကဲ့ ready ဖြစ်ပြီဆိုရင်စဆိုလို့ရပါပြီစနာတော်ဒီမလာခင်မောင်းငါတိုက်စားသူရမြစ်တက်ခိုင်ငါဟာဆွေးလိုက်နေမျောနေဘေးရင်ခွင်မှာငါတွေ့ညရမလဲရှာဖွေစီမျောရင်နေရင်မချင်ငါခဲအချစ်ကိုရှာစေချစ်ရှိလားအချစ်နဲ့ချစ်ကိုယူမယ်ရောင်ပြန်ဟတ်တယ်လင်းအောင်အချစ်ရှိလားသူရှာတဲ့စိတ်တန်ရာကိုဘယ်ရင်မှငြိမ်းချမ်းရေးများနာခွင့်ရမလဲအချစ်နဲ့ချစ်ခွင့်ပေးဒါဆိုတတ်တယ်အတန်ကောင်းတယ်ဒါပေမဲ့သားဆိုသွားတဲ့အထဲမှာကြတော့ဟိုတစ်ခါကြလို့ရှိရင်တချင်းတန်စင်နဲ့လိုက်ဖက်အောင်အဲ့လိုအဝိအဝိုက်ကလေးတွေမပါဘူးအဲ့ဒါလေးတော့အမမြင်တယ်နော်အမလည်းကြိုက်ပါတယ်အတန်တော်တော်လေးကိုကာလာလေးလှတယ်ပွင့်ထွက်တယ်တော်တော်များများဒီမှာလာပြန်ကြအတန်မပွင့်ကြဘူးပေါ့နော်ဖွင့်မဆိုကြတာတွေ့ရတယ် position time စတင်ပါပြီကဲအမကတော့ yes ကျေးဇူးပါအမ yes လို့ပြောခြင်းလို့ပါတောက်ပါတဲ့အနာဂတ်လမ်းကိုညီလေးပြည့်ဖြိုးအောင်ခုချိန်ကစပြီးတော့ရှောင်းလမ်းပါတော့နိုင်ပါပြီယူပါတယ်ဗျကိုယူပါတယ်ဗျကောင်းပါရှင် congratulations နော်နောက်တစ်ဆင့်မှာပြန်တွေ့ပါမယ်နော်You my god ပြည့်ဖြိုးအောင်တော့သူရန် crazy ဖြစ်တဲ့တေးသံရှင်ရဲ့တခြင်းနဲ့ golden ticket ကိုရရှိသွားပါပြီဟိုကျွန်တော်အဲဒီ studio ခန်းထဲကနေဘလို့အပြင်ကိုရောက်လာမှန်းတော့ကျွန်တော်မသိတော့ဆက်လက်ရှင်ပြိုင်မှုကြံရှိနေတဲ့သူတွေထဲမှာလည်းဂီတကိုချစ်မြတ်လို့ပြီးမိမိရဲ့ဂီတအရေးသွေးကိုထုတ်ဖော်ပြသခြင်းလို့နယ်ဝေးကနေတကူတကလာပြန်သူတွေလည်းပါဝင်ပါတယ်သူတို့တွေရော golden ticket ကိုရယူနိုင်ကြမလားဆိုတာစိတ်ဝင်စားစရာကောင်းလာပါတယ်မင်္ဂလာပါပါပါကျွန်တော်နာမည်စိုးစိုးတီဟာအမြပိုးမြတ်ဆိုတင်စောဦးခေါ်တော့ငတင်ပါတက်ကရောတန်း22တန်း21ကျွန်တော်တက်က26နှစ်ပါအဲ့ဆိုတို့ခေတ်လိုမျိုးနော်ဟုတ်တယ်တပည့်ထမိတ်တိုတို့ခေတ်တုန်းကလို့ထမိတ်တိုနဲ့ဟုတ်တယ်နော်ဟောရှာအရှာရှင်းနေပါဆိုရင်ဘယ်လိုနေရာတွေမှာဆိုပြစ်လဲဘယ်လိုချိန်မှာလေ့ကျင့်လဲညတကောင်လူကြီးတိုက်တဲ့ချိန်မျိုးတွေဘောလုံးဝင်သွားပြီးတော့အော်ရောပဲဟုတ်ကဲ့ ready ဆိုတာနဲ့ကိုလိုနားထောင်မယ်နော် Give a million to ways away လို့သွားပြီးမေလေမင်းရဲ့နာမမြေတမ်းရှိနေမေရပါပြီဒါကဲသမီးနာမည်လေးပြောပါအောင်ရှင်တင်ချေဖြစ်ပါတယ်ဒီမလေးပဲစားကြည့်လေမျက်မှောင်ညင်စားတိပါပဲနားထောင်အောင်နော်ဟုတ်ကဲ့ဟိုရှင်ကအိမ်မလေးအချိန်တိုင်းမနေတယ်ဟိုရင်ချိန်တွေပြန်ငါတွေ့ဒီမှာဆွေးပါတယ်
အိုပြောခဲ့တဲ့စကားများဟောင်းနေလေအိုမေဖို့မလဲသေးဘူးရင်မာဒီစုတန်ရတွေ ရပါပြီညီမလေး ဟုတ်ကဲ့ အမကလေအခုညီမလေးကိုအဲ့နေရာကတော့ပုံမှန်ပေါ့အခုညီမလေးဆိုရတဲ့နေရာပုံမှန်အဲ့ bridge ကိုညီမဆိုကြည့်ပါလား ဟုတ်ကဲ့ဟုတ်ကဲ့ နော်နောက်ဆုံး ဟုတ်ကဲ့ဟုတ်ကဲ့ နော် ထားရခဲ့တဲ့ချစ်သူမချစ်လို့ maybe လားဟိုချစ်ခဲ့တဲ့ချစ်ကကတိတစ်ခုသူပေးကဝေးထွက်သွား ညီမကီးတယ်တာစောပါတယ်ဒီလားအရန်မြင့်နေတယ်ဘာဖြစ်လို့ဆိုညီမနောက်ဆုံးဘယ်တော့ပြေးသွားလဲ away ဆိုတော့ခါကျညီမဒီကီးနဲ့ဘယ်လိုမှမ ဒီ မြင် ပြိုင်ပွဲဝင်၄ယောက်ကတော့အားနည်းချက်တွေကိုစီရှိနေလို့ဒိုင်နီစီက Golden Ticket နဲ့ရွေးချယ်ခဲ့ရပါတယ်ဒီတကအလှည့်ကျတဲ့ပြိုင်ပွဲဝင်ကတော့အသက်22နှစ်ရှိပြီဖြစ်တဲ့အောင်တေစာကျော်ပါတန်ပြူစီရဲ့မြို့ကနေလာရောက်ရှင်ပြန်ပြီး rock guitar ကိုမှတိုက်ညက်တတ်သူပါသူကတော့ကျောင်းပွဲတွေရက်ကွက်ပွဲတွေမှာအပျော်တမ်းတခြင်းတွေလိုက်ဆိုရင်သူ့ရဲ့ဂီတဝါသနာကိုအကောင့်ထဲပေါ်နေသူတူလည်းဖြစ်ပါတယ်အောင်တေစာကျော်တယောက်ဒိုင်တွေကိုအကောင်းဆုံးဆွဲဆောင်ဖျော်ဖြေနိုင်ပါမလားဆိုတော့ကြည့်လိုက်ကြအောင်လားခင်ဗျာ မင်္ဂလာပါရှင် မင်္ဂလာပါ မင်္ဂလာပါ နာမည်လေးပြောပါအောင်သား အောင်သေးစားကြောပါဟုတ် အသက်ကဟုတ်သား တက်က22 ဘယ်သချင်းနဲ့ပြိုင်ချင်နေတာ ပထမဆုံးဂျီလက်နဲ့ ready ဖြစ်ပြီဆိုရင်နားဆင်နိုင်မယ်လေ ဟုတ်ချစ်သူစီကိုတောင်းမှဖြတ်ချလို့သွားခြင်းနေဘယ်စီပဲဝေမလဲအတိုင်းမသိဒီတချင်တန်ကိုကြားရင်မငိုပါနဲ့ပြေးထွက်လို့နှလုံးသားဖွင့်ကြုံနေတကယ်ဆိုချိန်တွေကြာရှည်ဝေးမတို့တီလာယုံမမင်းလေးပဲချစ်နေတဲ့နောက်ထပ်မရှိနိုင်တော့ကိုယ်အဆွဲလန်းကြည့်သူပါမင်းကိုခွဲလို့မရအချိန်ရှိတိုင်းပဲသူပြန်ဆိုရင်စဉ်းစားအချစ်လေးဆောင်လို့ကြုံနေတော့တို့နောက်ထပ်ဝေးမသွားကြဘူးရင်ကိုဖွင့်လို့ကြုံနေတော့ဒီလူဟာပြန်လာခဲ့ကိုစင်မြေလွန်စွနေတဲ့ရင်တော့ငါချစ်တဲ့တိုင်းမင်းလေးကြုံနေစေချင်နေ နိုင် ဒါကလေအတန်လုံးလဲကောင်းတယ် force လဲကောင်းတယ်ပါဝါလဲကောင်းတယ်နော် ညီလေးအောင်သေးစားကြောပေါ့နော်တော်တော် force ကောင်းပါတယ်ကျွန်တော်ကတော့ color လေးတစ်ခုပတ်တွေ့တယ်ပေါ်လင်းပါတယ် ချားပြောစရာမရှိတော့ဘူးရော့လာယူလိုက်တော့လာယူလိုက်တော့လား ကျေးဇူးတင်ပါတယ် နော်ကြောက်ပါတယ်နော်ဒီရကလေးတွေဒီနေ့ကနေပြီးတော့စတင်နိုင်ပါပြီလို့နော် ရန်ကျူသားပါနော်โอเคโอเค ဟုတ်ပြီနော် ဒီပါ ဟုတ်ကဲ့ပါရှင် မြန်မာအိုက်ဒေါ် အောင်တေစာကျော်ကတော့ဒိုင်တွေရှေ့မှာအကောင်းဆုံးတည်ဆိုပြီး Golden Ticket ကိုအရယူနိုင်ခဲ့ပါပြီ။နောက်ထပ်အလှည့်ကျလာတဲ့ပြိုင်ပွဲဝင်ကတော့ Golden Ticket ရဖို့100%ယုံကြည်ချက်ရှိတယ်လို့ဆိုတဲ့စုစုချောပဲဖြစ်ပါတယ်။ကိုယုံကြည်မှုအပြည့်ရှိတဲ့စုစုချောရဲ့တီဆိုရှင်ပြိုင်မှုတွေကိုကြည့်လိုက်ကြအောင်လားဗျာ မင်္ဂလာပါ မင်္ဂလာပါရှင်မင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါဟုတ်တယ်ဆက်ချင်မင်္ဂလာပါမင်္ဂလာပါရှင် မင်္ဂလာပါခင်ဗျာညီမလေး အေးညီမလေးနာမည်ပြောပါအောင်ရှင် အိုးစွတ်စွတ်ချောအန်ဒီ စုချောဒီ တမိတ် လာပါတယ်အမဆိုဝမ်းဆက်လေးမဘလောက်လာလဲအမကလေးရဲ့နော် သမီးအကောင်းမွန်ဆုံးဆိုနိုင်မဲ့သချင်းတစ်ပုဒ်ကို ready ဖြစ်ပြီဆိုလို့ရှိရင်ဆိုလို့ရတယ် အတူရှောက်ခဲ့ဘူးလားနေအတူထားရှိခဲ့တဲ့ဂတိများချိန်ကချစ်ခဲ့ဘူးတဲ့တို့ရဲ့ချစ်ကလေးတဲ့မှာပြောက်သွားပြောင်းလေကူကစားရင်ခုတ်ချစ်ခဲ့မိတာငါမထိုင်ငငယ်နေရင်ဟိုးဝါဝေးမှာချစ်တဲ့တွေ့နေမလားတနေ့တော့မပြန်လာအောင်မလားဟိုတော့ငါလို့ချစ်အောင်မလားဘာကြောင့်ငါကိုမဟုတ်သွားခဲ့လဲဖြစ်ဒါအိမ်မတွေ့ငါဘေးတော့ရှိနေနိုင်အောင်မလားပြောခဲ့တဲ့များရောစားကငါရဲ့စိတ်တွေက
ပြတ်သားနိုင်ခဲ့တော့မင်းနာလေးပေးပါ ကျေးဇူးပါညီမ ရပါပြီ ရ โอเคတန်ကိုကြည့်နေတာတလားဆိုနေတဲ့အချိန်မှာဘိုင်နေအောင်လုံးကတေချာနားထောင်နေတာတချင်းကို break လုပ်ဖို့တော့သူတို့မေ့နေကြတယ် ညီမလေးကအမှုကောင်းတယ်နော်ဆိုတာလေးမှုကောင်းတယ်ဒါမဲ့ဘာတစ်ခုလို့လဲဆိုဆွဲတဲ့နေရာလေးဆိုမင်းတို့ရှိနေနိုင်အောင်မလားအဲ့လိုမျိုးဆွဲနေရဆိုသမီးကတူတူလေးတွေဖြတ်လိုက်တယ်နော်အဲ့ဒါမျိုးလေးတွေကသမီးကိုဟိုတချင်းမှာအမှတ်ပေးတဲ့ခါကျညီမအားနေတာပေါ့နော်အဲ့လိုမျိုးတွေတန်တာတော့အကုန်ကောင်းတယ်ညီမမှုကောင်းတယ်နော် သမီးအတန်လေးကကောင်းပါတယ်ဒါပေမဲ့သမီးအဲ့တိုင်မင်လေးတွေထဲမှာတချို့ဟာလေးတွေကနည်းနည်းလေးတွေဟိုလိုနေတာလေးမမတွေ့တယ် အမအနေနဲ့ကတော့ညီမလေးကိုဒီထက်မကပို့ပြီးတော့လေ့ကျင့်လေးလုပ်ပြီးတော့ပြန်ပြီးတော့ဟိုဟာဖြစ်နိုင်မယ်ဆိုရင်ပိုကောင်းမယ်လို့ထင်နေတော့နည်းနည်းလေးကျင့်မှုအချိန်တူမယ်ပေါ့အဲ့တော့ကြောင့်အမကတော့ညီမလေးကို yes လို့ပဲပြောပြစေ ဟုတ်ပါမ ရှင်းပြောလို့ရှိရင်အမကတော့သမီးမှာလိုအပ်တာလေးရှိနေသေးတဲ့အတွက်ကြောင့်မလို့အမကတော့ no ဒိုင်တူဖြစ်တဲ့မေစုရဲ့မှတ်ချက်အဆုံးမှာတော့စုစုချောရဲ့ယုံကြည်မှုရာခိုင်နှုန်းတွေရော့ပါသွားခဲ့ပြီလို့ထင်ပါတယ်။သူ့ရဲ့100ရာခိုင်နှုန်းယုံကြည်ချက်ပြည့်ဖို့မပြည့်ဖို့ဆိုတာတော့ကိုရဲလေးအပေါ်မှာပဲအပြည့်အဝမူတည်နေပါပြီ။ကဲစုစုချောရဲ့ယုံကြည်မှုတွေပြည့်ဝမလားဆိုတာခဏနေမြင်တွေ့ရတော့မှာမို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ဗျာ။ဒီမှာ idol ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။စုစုချောတယောက်ဒိုင်နေပေးမဲ့ golden ticket ကိုရရှိနိုင်ပါမလား။ ဟုတ်ပါပြီအဲ့ဆိုရင်ဒီနေ့ကိုယ့်ရဲ့အဖြေကတော့စိတ်မကောင်းပါဘူးဒါပေမဲ့ကိုကဘာဖြစ်လို့စိတ်မကောင်းလဲဆိုတော့ကိုယ့်ရဲ့အဖြေကညီမလေးကိုတကက်ပဲပေးလိုက်နိုင်တယ်တွေ့အဲ့တော့စိတ်မကောင်းပါဘူးလို့ပြောချင်ပါတယ်နော်အဲ့တော့တောက်ပတဲ့အနာဂတ်လမ်းကိုဒီချိန်ကစပြီးတော့ရှောင်လန်းလို့ရပါပြီလို့မော်လမြိုင်လူလေးကိုကိုကပြောချင်ပါတယ်နော် သမီးစူးစမ်းမယ်နော်ဟုတ်ပြီ တန်လျင်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့မော်လမြိုင်မြို့လေးကတော့နေအောင်ကြီးအောက်မှာလှပလုံနေသေးပါ။နေ့လည်ခင်းပိုင်းကိုရောက်လာခဲ့ပေမဲ့ပြိုင်ပွဲဝင်တွေကတော့ဒိုင်လီရှိမှအကောင်းဆုံးတီးဆိုနိုင်မှုပြင်ဆင်ရင်ရင်ခုန်တန်တွေမြန်နေသေးဖြစ်ပါတယ်။အခုတခါရှင်ပြိုင်မှုအလဲကျလာတဲ့ပြိုင်ပွဲဝင်ကတော့မော်ဒယ်နဲ့တရုတ်ဆောင်အလုပ်တွေကိုလုတ်ကင်နေတဲ့တေးထက်လင်းရောင်ပါ။တေးထက်လင်းရောင်ကဒိုင်လီကိုဘလူတွေလား။သူမကတော့အသက်22နှစ်ပြည့်ပြီးဒီနေ့ပြိုင်ပွဲမှာကရင်ရိုးရာအစဉ်ကိုဖက်ရှင်ကြကြဒီဇိုင်းထွင်ပြီးဝတ်ဆင်လာသူဖြစ်ပါတယ်။ရိုးရာကိုချစ်မြတ်လို့တဲ့သူမကဒိုင်နေပေးတဲ့ golden ticket ကိုရယူနိုင်မှာလားဆိုတာကိုတော့ကြည့်လိုက်ကြရအောင်ဗျာ မင်္ဂလာပါအရန်လာနေတယ် ညီမလေးအိမ်မှာတက်ပါညီမလေးနာမည်လေးမိတ်ဆက်ပေးပါအောင်စပြီးတော့ ညီမနာမည်ကတော့နော်ခင်ကြည်ကျင်လို့ခေါ်ပါတယ် နော်ခင်ကြည်ကြည်နော်ဆိုတော့ညီမလေးကတိုင်းရင်သူလေးထင်တယ် ဟုတ်ကင်တိုင်းသူပါ ကရင်တိုင်းရင်သူလေးပေါ့နော်ဘယ်ကနေလာဆိုတာလဲ ဖတ်အမျိုးအရှင် ဖအမျိုးက ဒီဇိုင်းလေးကအရန်မိုင်နေရမင်းထွင်မေးရလားကိုဘာသာကိုထွင်တာလား ကိုကတငယ်ချင်းနေနဲ့ကောထွင် တကယ်ချင်းနဲ့တိုင်မင်းထွင်တာလှ ဟုတ်ပါပြီအဲ့ဆိုရင်ကလို့တဲ့အစီအစဉ်မှာတမီဘာတချင်းလေးနဲ့စဆုံးမလဲ ဟုတ်မနီနီခင်ဆိုရဲ့တဲ့ချင်း အဲ့ဆိုရင် ready ဖြစ်ပြီဆိုရင်နားထောင်ကြည့်မယ်နော်စဆိုလို့ရပါပြီ Go on Asian beach keda mele Solo to name yachi mango chumbi gate dra Minana ni so ya catchy male ရပြီညီမလေးကိုတို့လေအချင်းနောက်တစ်ပုတ်လောက်နည်းနည်းလေးဖြစ်ဖြစ်ဘယ်ချင်းလေးဆိုလို့ရအောင်လဲ Maki Susanna ရဲ့ငါပွားငါ edition ငါပေါ့ငါအင်ဂျယ်တမီ chorus ကနေဆို chorus ပဲဆိုလိုက် နော် Bring on baby ငါပွားမသူနေမမဆိုချေရင်နေမချစ်တရားသူနဲ့ချာတို့ရုံနဲ့စားတို့ပြီလေမချစ်နိုင်ပြီ ညီမပင်ကိုတန်ကကောင်းနေတော့ညီမအဲ့ဒါလေးပေါ်အောင်ဆိုညီမအတန်အားလည်းကောင်းနေတော့အမကတော့အဲ့ဒါလေးပြောချင်တယ်နော် Okay အကိုကတော့ညီမလေးတို့ yes ပါနော် Thank you အမကတော့သမီးအတွက် ready မဖြစ်သေးဘူးဒါကြောင့်မလို့ပြန်ပြီးတော့စူးစမ်းစေချင်သေးတယ်အမကတော့ no ပါ ညီမလေးရဲ့မစိတ်မကောင်းပါဘူးလိုက်ပါ မတကယ်ပဲပြေးနိုင်လို့တဲ့မကောင်းပါဘူး မာလေးတပိုင်းလေးချက်တန်းနိုင်ပါစေ Thank you ပါ ညာကလည်းရှောင်း နေ တော့ ရာလေးကိုတော့ပြင်ပြရမယ် ဒိုင် နော် နေပေးတဲ့ golden ticket ကိုရယူနိုင်ပြီးနောက်တစ်ဆင့်ကိုတက်နိုင်သွားပါပြီ ညောင်းလင်းထားတဲ့ပိုင်ဖြစ်တဲ့အတွက်ကြည့်အရန်ကြော်တယ်
ဆရာတွေ comment ကိုပြင်ဆင်ပြီးတော့အကောင်းဆုံးပြန်ပြမယ် ဒီကနေ့ရဲ့ပထမဆုံးပြိုင်ပွဲဝင်ကတော့ပွဲဥထွက် Golden Ticket ကိုရရှိသွားပါပြီ။အခုဆက်လက်ရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်တွေရဲ့ရှင်ပြိုင်မှုတွေရောဘယ်လိုဖြစ်လာမလဲဆိုတာကိုစက်ကြည့်လိုက်ကြအောင်နော် ။သမီးနာမည်ကတော့ပိုးမီမီဟန်ဖြစ်ပါတယ်။ပြိုင်ပွဲရဲ့အမှတ်စဉ်ကတော့325346ဖြစ်ပါတယ် ဟိုကျွန်တော်နာမည်ကတော့ဝင်ကြီးတဲ့ဖြစ်ပါတယ်ပြန်ဝဲနံပါတ်ကတော့325339ဖြစ်ပါတယ် ။အဲ့ဒီနာမည်ကတော့နေစင်ကျော်ဖြစ်ပါတယ်။ကောင်းနံပါတ်ကတော့020023ဖြစ်ပါတယ် ဒီကဘာမြေထဲမှာမရှိမဲနေရကန်တန်တဲ့တခုငါမနေဘူး နှခေပွေနဲ့ပန်းလေးထက်ကိုပုံမွေတာချစ်သမီးလေးရဲ့စကားလေးများချစဉ်ခါ အချင်းနဲ့ဆိုလေးအချင်းနဲ့ဆိုလေးဘာကြောင့်မဆိုမထားတာလဲဘယ်လိုတကူများပိုင်ဆိုင်ထားလဲရွှေရင်တကားလေးပိတ်ပင်မတောင်းစီများပြီကွယ် ဟေးရပြီနော်ဆိုတော့လေးကဂျူနီယာလေးဆိုရင်ထင်တော်မထင်တာ army လိုပုံစံလေးတွေကို away place လာလေးတော့ကို grade ပုံစံလေးတွေလောက်သွားတာတွေ့ ထွေးရင်တင်တဲ့ချင်းမှာဒါအဲ့ high pitch တွေတစ်ခုမရောက်သွားတာကအဲ့ပြစ်ချက်ကလေးတစ်ခုတော့မြင်တာပေါ့နော် online နဲ့တို့ပေမဲ့ကာလာမလှဘူးညီမရဲ့တဲ့လားအဲ့ဒါဆိုညီမအတွက်ဖြီးချမ်းမြင်ညီမဖြီးရင်းချကျင်းတယ် အဲ့ဒါ decision time ပြိုင်ပွဲဝင်3ခုလုံးကတော့အကောင်းဆုံးစူးစမ်းရှင်ပြိုင်ခဲ့ပေမဲ့တယောက်ပဲ Golden Ticket ကိုရယူနိုင်ခဲ့ပါတယ် Golden Ticket မရခဲ့တဲ့ပြိုင်ပွဲဝင်အတွက်တော့စိတ်မကောင်းပါဘူးခင်ဗျာဒီတစ်ခေါက်ပြိုင်ပွဲဝင်ကတော့အသက်22နှစ်ဖြစ်တဲ့ပြည့်စုံချမ်းသာပါ ကျွန်တော်ဆိုနေကြတခြင်းပေါ့နော်ပိုင်နိုင်တဲ့တခြင်းတွေကိုလေ့ကျင့်ခဲ့တယ်အဲ့ဒီတခြင်းတွေကမှဘလို့ပို့ပြီးကောင်းလို့ဆိုပြမယ်လေနောက်ဘလို့ကိုပိုင်ဟန်နဲ့ဘလို့ဆိုရမယ်အဲ့လိုပြင်ဆင်ခဲ့ပါတယ်ခင်ဗျာ ပြည့်စုံချမ်းသာရဲ့တီဆိုရှင်ပြိုင်မှုကိုကြည့်လိုက်ကြအောင်လားဗျာ မင်္ဂလာပါ မင်္ဂလာပါရှင် တားရဲ့နာမည်လေးနဲ့ပထမဆုံးမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ကျွန်တော်နာမည်ပြည့်စုံချမ်းသာပါခင်ဗျာ တားစကားပွဲတယ်နော်ဘာတိုင်းသားလား တိုင်းသားမဟုတ်မော်လမြိုင်ဗမာပဲခင်ဗျာ အော်မော်လမြိုင်ပဲ မော်လမြိုင်မှာနေရတာလို့ ဟုတ်ကဲ့ ဟုတ်ပါပြီအဲ့တော့တချင်းမျိုးစားလေးနားထောင်တဲ့အခါကျတော့ဘယ်လိုမျိုးစားလေးကိုကြိုက်နေတက်ပြီးနားထောင်လဲ တခြင်းနားထောင်လို့ရှင်တော့မြမျိုးလေးတွေတော့နားထောင်ပြတယ် ဟုတ်ပါပြီအဲ့ဒါကိုတို့ရဲ့စီစဉ်လေးမှာဘယ်တချင်းမျိုးနဲ့ဝင်ရောက်ရှင်းပြိုင်မလဲ ဟာအင်းလေးမရွာတဲ့မိုးကဟုတ်ကဲ့အဲ့ဒီတခြင်းအနေစီလဲဆိုတော့ဟုတ်တယ်ဟုတ်ကဲ့အဲ့ဒီတခြင်းနဲ့ပြိုင်မယ်နောက်ပြီးတော့ဟာကိုဦးလမိုးရဲ့ချစ်သေးပြူလေဟုတ်ကဲ့အဲ့ဒါနည်းနည်းလေး dance ပုံစံလေးဆိုပြမယ် ဘယ်နည်းဖြစ်ပြီဆိုလို့ရပါပြီ တောင်းတွေကာယန္တာတဲ့အလေမဟင်းလေးပြင်းပြလေငယ်လေးစင်ရွေရွေလူလူလာထိုးစမိုးကောင်းကင်မှာမောင်ရီမဲနဲ့ရိတ်ချလာလေရှင်လေးတယောက်တည်းလွမ်းတဲ့ချင်းကြီးလို့လားကန်စကိုသူလောခလာ ရပါပြီရှင်ဒါကတော့အချင်းညီညီအေးအေးလေးပေါ့ဆိုတော့အမတို့ကတား performance လေးနဲ့ကြည့်ချင်တာတချင်းမျိုးမျိုးလေးပါရှိတယ် အဲ့ဒီချစ်တဲ့ပြူကိုကျွန်တော် dance ပုံစံလေးဆိုပြမယ် ဟုတ်လား ဟုတ်ကဲ့ပါ ကြည့်ရတာပေါ့နော် ကျွန်တော်နဲ့စကားလေးပြောရင်မျက်စိမိတ်တာကောင်းလေးတော့နည်းနည်းဖြစ်ဖြစ်လွယ်ကနေပါစင်ဘောကလန်ကြည့်တဲ့ခါကောင်းကိုငေါက်တာကြည့်မီလို့ကြိုက်သွားရင်လေတာဝမယူခင်မမို့စင်စားရရင်ရှေ့ကိုလာပါနှလုံးသားလေးတော့ခက်ကတင်ခဲ့နိုင်ပါစေရွတ်သားတဲ့ယဉ်နေမှုတွေရရင်ပြန်ပါစင်တလို့ချမေးရင်လေတာဝမယူကြောင်ညာတွေထဲမှာစားဆောင်တွေထဲမှာကျွန်တော်ရဲ့ပုံလေးများတွေ့ရင်ကြည်နိုင်ပါ ရပါပြီရပါပြီဗျာတားရဲ့အနေသချင်းလေးမှာတော့တားရဲ့အဲ့ chorus တွေမှာအမြင့်အတန်လေးတွေတက်တာတို့နော်နောက်ပြီးရဲ့အခါကျတော့သူ့ရဲ့ tempo လေးနဲ့ဆိုတာလေးတွေပါလေးရတော့ဒါအတွက်လိုအပ်သေးတယ်နော်အမမြင်နေအဲ့ဒါအဲ့တော့မြူးမြူးကြောကြောနဲ့ဆိုသွားတဲ့အထက်မှာတားရဲ့ performance ကိုကြည့်ရတဲ့အခါကျတော့တားဟာချင်းဆိုတာထက်တားဟာတရုပ်ဆောင်လုပ်ရင်ပိုပြီးအဆင်ပြေလိမ့်မယ်လို့အမကချက်ချင်းပဲကောက်ချက်ချလိုက်တယ် အမမြင်တာတော့ခုနကမတ်တွေပြောဆိုပဲတာတန်ပိုကလေညံလိုက်နေလိုက်ဟိုနီနီပုံစံဆိုနီနီပုံစံထဲမှာတာဝင်အောင်ဆိုရမယ်အဲ့လိုမဟုတ်တာနီနီပုံစံဆိုလိုက်ပြင်ထွက်သွားလိုက်ဝင်သွားလိုက်အဲ့လိုမျိုးလေးတွေဖြစ်နေတာပေါ့နော်ဆိုတော့ပြီးတော့ဒီအမျိုးလေးမှာဆိုတော့တာစာလုံးလေးတွေဖြစ်တယ်တပုံဆိုတာဓာတ်ပုံနေပါလေထစ်သွားတယ်ဓာတ်ပုံလေးညာတွေ့ရင်ဓာတ်ပုံလေးညာတွေ့ရင်သိနိုင်ပါတယ်အဲ့လိုလေးဖြစ်မျိုးလေးတွေကဒါတခုမှားသွားတယ်တန်ပိုတွေကညံလိုက်နေလိုက်တွေဖြစ်ကုန်ပြီတားတာသတိပြုရမယ်နော် Okay decision time စပါပြီ
အနီဆွေကတော့ဒါလိုအပ်ချက်လေးရှိသေးတဲ့အတွက်ကြောင့်မလို့ no တိုင် ဟုတ်ကဲ့ပါ အမလည်းဒီနေ့တိုင်းဖြစ်တာ no ပါပဲ ပြည် နော် စုံချမ်းသာရဲ့အကောင်းဆုံးတီးဆိုရှင်ပြိုင်ခဲ့ပေမဲ့ golden ticket မရတဲ့အတွက်စိတ်မကောင်းပါဘူးဗျာ ကျွန်တော်နာမည်နိုင်ကိုပါကျွန်တော်နံပါတ်က339နေငါပါကျွန်တော်နာမည်ကတော့တက်တင်မှဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့နံပါတ်က025016ဖြစ်ပါတယ်ခင်ဗျာ လှုပ်ဆောင်ပြမလဲဆိုတာကိုကြည့်လိုက်ကြအောင်နော် မင်္ဂလာပါ မင်္ဂလာပါရှင် မင်္ဂလာပါ ဒါနာမည်လေးနဲ့မိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်တေးထက်လင်းအောင်ဖြစ်ပါတယ်ကျွန်တော်မြောက်ဦးကရင်ပြည်နယ်ကရင်လာရောက်ရှင်းပြရှင်ဖြစ်ပါတယ်ဟုတ် ညီလေးအသက်ဘယ်လောက်ရှိပါလဲ ကျွန်တော်အသက်24နှစ်ပါခင်ဗျာ 24နှစ်နော်အားတချင်းနဲ့ရှင်ပြိုင်မှုစဉ်းစားထားလဲ ကျွန်တော်အမေငယ်ငယ်တာခဏဆိုပြတဲ့အနမ်းပန်းနဲ့ပုံဆိုပြမယ် အနမ်းကဇုံတွဲကိုသားတယောက်တည်းဆိုမှာလားဟလား အနမ်းပန်းတားပြောက်တယ်ဆိုတာလို့ အေးပြီးတော့ကောင်းတယ်အေး ready ဖြစ်ဆိုတော့နော် ဟုတ်ဖြစ်ပါပြီဟုတ်အာကိုချိုင်တဲ့မေရမောင်ချစ်တဲ့မိဘထက်ပူတော်ပိုသေးတယ်ခွဲမသွားနဲ့တော့မေတ္တာကြွရလိမ့်မယ်ဆုံးဘဝထိတိုင်းလက်တွဲမယ်ပန်းကလေးထက်မေဟာပိုလှတယ်မောင်ဘဝအတွက်နေရောက်ချီလေးတစ်ဖွဲနေကြတယ်ဖက်စစ်ပဲစနေသူမင်းကလေးကြောက်တာကိုချစ်မယ်ရင်ခွေလွှာကြချင်နာတွေများထောင်းစင်နာမေးသွဲရှိတယ်အခင်မေရဆုံးအတွေ့ကြရဆုံးမေဟာမောင်ချစ်ဆုံးပါပဲငြိမ်းချမ်းတဲ့ဘဝတူတူတည်ဆောင်မယ်ဒုနီယောက်ရဲ့ချစ်ရာတွင်တွေ့ရင်မေကျွဲလည်းမဖုတ်တာ ဒီလန်းစလန်းဆုံးမင်းကလေး နံပါ ပြော တ် တာ လေးတွေကြမယ် အနာပန်းလေးတွေဝေကြပဲ အေးဟုတ်ပါပြီကဲသားနဲ့ဒိုးနဲ့ကလေဒိုးရုပ်ရှင်ပြန်ရိုက်တာတော့ကြာပြီဒါပေမဲ့အခုလိုပုံစံလေးပန်းလေးပေးတဲ့ခါကျတို့ပြန်ပြီးတော့များရုပ်ရှင်ပြန်ရိုက်ရအောင်လားမသိဘူးတွဲပြီးတော့နော်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ အမမြင်တာပေါ့နော်သားကလေဒီအနုပညာမှာဆိုရင်သရုပ်ဆောင်နဲ့ modeling ကပိုလိုက်ဖတ်တယ်သားဘာလို့လဲဆိုတော့ချင်းကြတော့သားမအတွေ့အကြုံလည်းလုံးဝမရှိသေးတာလည်းပါတယ်ဆိုတော့လေအဖြတ်တောက်ကလေးတွေသားရဲ့စိုးပုံစိုးဟန်ကလေးတွေကအရင်နုနယ်သေးနော် အဲ့တော့ဒီနေ့ကိုယ့်ရဲ့ decision time အနေနဲ့ဆုံးဖြတ်ရမယ်ဆိုရင်ညီလေးအတွက်ကိုယ့်ရဲ့ဖြေကတော့ sorry ပါ no လို့ပဲဖြေပေးမယ်နော်ညီလေး အမလည်းဒီပန်းလေးတော့ကျေးဇူးတင်ပါတယ်ဒါမဲ့ no လို့ပဲပြောပြစီနော် Thanks for your flowers okay နော် ကျေးဇူးတင်ပါတယ်ဟုတ် ထိုင်းနေမြင့်စီပန်ပေးခဲ့တဲ့ဒီနေ့ကတော့ golden ticket နဲ့လွှဲချော်ခဲ့ရပါတယ် တကယ်လို့နောက်ထပ်ပြန်ဝယ်ရှိမယ်ဆိုရင်တော့ကျွန်တော်တကယ်စူးစမ်းကြည့်မယ်အတန်ပိုင်းမှာကျွန်တော်စူးစမ်းလို့သူ့ညာနဲ့တူပေါ့နော်ဒီအဆင်ပြေတယ်ဆိုကျွန်တော်ထပ်ပြန်အောင်ပါပါ နောက်ထပ်ရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်နေထဲမှာတော့ဘာသာစကားလေးမျိုးပြောတတ်တဲ့မင်းပိုင်မြတ်သူကပတ်ထရစ်ဇနီးဖြစ်သူနဲ့အတူဖနက်ဆိုင်လေးတစ်ဆိုင်ဖွင့်ရင်ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတဲ့စိုးထက်အောင်တချင်းဆိုတာအပြင်ဒန်ဆာအလုပ်ကိုပါဝါသနာပါတဲ့လေစင်သက်မှုဗော်လီဘောနဲ့ကြက်တောင်မှာထူးချွန်တဲ့လက်ရွေးစင်အားကစားသမားလေးချစ်တီတာအေးသူတို့တွေရဲ့ရှင်ပြိုင်မှုတွေကရောဘလို့ဖြစ်လာမလဲဆိုတာတော့တကယ်ကိုစိတ်ဝင်စားကြပါပဲ နာမည်လေးနဲ့မိတ်ဆက်ပေးပါဦး ကျွန်တော်နာမည် Patrick ပါခင်ဗျ လေးစင်တက်မှုပါ တားနာမည်စိုးထက်အောင်ပါခင်ဗျာ ချစ်တီတာအေးပါ အသက်ဘယ်လောက်ရပါလဲ 19 20ပါခင်ဗျာ 24နှစ်ပါ 17နှစ် ready ဖြစ်ပြီဆိုရင်ကိုတို့ဆိုပြလို့ရပြီနော်လူတွေနဲ့ကင်းကွာပြီးတကူရဲ့သိလွမ်းတိုင်းဖြူရောင်ပန်းလေးအစားထိုးပြီးစကားပြောရင်တစ်ဖြည်းဖြည်းနွမ်းပြီး Oh ပြောခဲ့တဲ့စကားများဟောင်းနေလဲ Oh မေဖို့မလွယ်သေးဘူးရင်မတီးစုတရားရဲလွယ်မမဲနိုင်ဘူး တိန်လိုလွင်မျောလိုက်တိန်လိုပြိုလဲလိုက်စင်ညိုရလွင်ငယ်ချီလေးညင်းနဲ့မင်းနဲ့တို့ညောက်ခီထွက်ခဲ ကျွန်တော်ကိုသူပေးခဲ့ချစ်သူ Oh တရားရတာခါရရှိလေ တချင်းတစ်ပုတ်ပါလေဟုတ်အော်တဲ့ခါကျရင်အဖြတ်တောက်ကလေးအဝေးပိုက်ကလေးတွေလှဖို့အရန်ရေးကြည့်ရယ်နော်အဲ့အားလေးကအဓိက main မချင်းနေပါလေဟုတ် အတက်လေးမှာညီလေး force လေးရမပြည့်ရဘူးဟုတ် အချင်းတစ်ပုတ်ရဲ့ပါဝင်ရမယ့်အရာတွေထဲမှာသမီးဟာ85%လောက်လိုနေသေးတယ်လို့အမမြင်တယ်နော် ကိုလည်းပြောချင်တာညီလေးဖြတ်တောက်လေးကနည်းနည်းစောသွားတာလေးလောသွားတာလေးတွေ့ရတယ်ပေါ့နော်ကိုတို့တော့ပြောပြီးပြီဆိုရင် decision time
သားအတွက်နိုးလို့ပဲပြောပြရစီနော် ဒီနေ့ကိုရဲလေးရဲ့အဖြေကတော့ no ပါ နှစ်ယောက်ဆိုတော့လဲနိုးသွားပြီပေါ့သမီးရယ် sorry ပဲเนาะ ဝမ်းနေစွာနဲ့ဒီနေ့တော့ sorry ပါ no လို့ပဲเนาะ သူတို့တွေအားလုံးဟာအကောင်းဆုံးစူးစမ်းရှင်ပြိုင်ခဲ့ပေမဲ့ golden ticket မရခဲ့ပါဘူးအချို့ကတော့မိမိရဲ့ရှင်ပြိုင်မှုအတွက်ကိုအားမလို့အားများဖြစ်နေခဲ့ပါတယ်အခုတခါရှင်ပြိုင်ရမယ့်ပြိုင်ပွဲဝင်ကတော့ golden ticket ရမှမိသားစုဝင်တွေကိုအတိပေးမယ်ဆိုတဲ့ပြိုင်ပွဲဝင်မင်းထော် join နိုင်အောင်လို့ okay နော် okay ကိုလက်နော်ကိုလက် နာမည်လေးပြောပါအောင်ရှင့် နာမည်ကမင်းထော့ပါ တားအသက်ပြောပါအောင် အသက်21ပါ မိသားစုအောင်အားပေးလား မိသားစုမသိဘူး မသိဘူး ဒီလာပြန်တော့မသိဘူးပေါ့ မသိဘူးကိုရန်တိတ်ကပါမှာကြောင်းอ่ะ ကြွားမှာတဲ့ golden ticket ရမှကြွားမှာ ဒီပြိုင်ပွဲမှာဘယ်လိုသချင်းမျိုးကိုရှင်ပြိုင်ဖို့စဉ်းစားထားလဲ ကိုအားစားနေချင်း ကိုသားချင်းနဲ့ okay ထားပါပြီ ready ဖြစ်ဆိုရပြီနော် ပင်လေကိုမောက်ခါတုံးပြင်းမယ်တောင်းတွေပိုင်းပိုင်းပြည့်စေသာပင်လေကိုပြောင်းပြန်လှမ်းပြင်းမယ်တိမ်တွေမိတဆူမေငါရဲ့တော်သားများအချင်မီလျံအပါနဲ့ငိမ့်လို့ငိမ့်နိုင်မလဲကျွန်တော်သူလေးရဲ့ရင်ထဲကရေလိုအေးတဲ့မြတ်တာပေး ဒါကိုဆိုတဲ့ပုံစံနဲ့21ဆိုတဲ့အားနဲ့ live ဖတ်သွားအောင်တော့ဆိုတာပေါ့နော်ဖြတ်တောက်လေးတနေ့လေးချက်မြန်သွားတာပဲရှိတာပဲကျန်တာအားလုံးတော့အဆင်ပြေပါတယ် အမကတော့တခုသဘောမကျတာဒါကတချင်းဆိုရင်အမတို့မကြည့်ပြောတော့ဒီဒိုင်သုံးအောင်လုံးကြိုက်တယ်ဆိုမျက်စိမိတ် လုံးကြီးမိတ်တာ ဟိုဒါဆိုလို့ရှိရင်အမတို့ရဲ့ decision time ပေါ့နော်အဲ့တော့တားရဲ့မိဘတွေကိုတားကြွားခြင်းနဲ့ဆိုဟုတ်လားအဲ့တော့ရော့ကြွားတော့ရော့နော်ဟုတ်ပြီနော် okay ဟုတ်ပါပြီ golden ticket ရမှာမိသားစုတွေကိုမပြောတော့ခါလေးကိုပေးထားလိုက်တာရန်ကုန်မှာဆက်လက်ရှင်ပြိုင်ဝင်ရသွားခဲ့ပါပြီမော်လမြိုင်မြို့ရဲ့ပထမနေ့အတွက်လူရေးချက်ချင်းကတော့ပြီးဆုံးသွားခဲ့ပါပြီမကြခင်မှာတော့ဒုတိယနေ့ရဲ့လူရေးချက်ချင်းပုံရိပ်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တာယာလှပတဲ့စိတ်ကမ်းမျိုးတစ်မျိုးဖြစ်တဲ့မော်လမြိုင်မြို့မှာမြန်မာအိုက်ဒေါပွဲကျင်းပခဲ့တာအခုဆိုရင်ဒုတိယနေ့ကိုရောက်ပါပြီဒီနေ့ဒုတိယနေ့မှာရှင်ပြိုင်မဲ့ပြိုင်ပွဲဝင်တွေကရောဂီတပေါ်မှာဘလို့ယူသွမှုတွေနဲ့ရှင်ပြိုင်ကြမလဲဆိုတာကလည်းစိတ်ဝင်စားကြပါပဲဒုတိယနေ့ရဲ့ပြိုင်ပွဲဝင်တွေကလည်း Holden Road မှာရောက်ရှိလို့နေပါပြီအားလုံးကတော့ကိုယုံကြည်မှုအပြည့်နဲ့ဒီကနေ့အတွက်အကောင်းဆုံးရှင်ပြိုင်ဖို့ ready ဖြစ်နေကြပုံပါပဲမြန်မာတော့ ကျမစီးပွားရေးပညာရှင်တယောက်ပါ နော်ဝန်ထမ်းတယောက်ပါ သမီးကကျောင်းသူတယောက်ပါ မြန်မာအိုင်ဒေါ်အစင်းနေပါပြီ ဒိုင်တော့ရောက်ရှိလာပါပြီပြိုင်ပွဲဝင်တွေနဲ့ဒိုင်တွေရင်းရင်းနှီးနှီးတွေ့ဆုံပြီးအတူတူတပ်ပုံနဲ့ကြနှုတ်ဆက်ကြနဲ့စီကားလို့နေပါတယ်အခု Holden Road နဲ့မှာပြိုင်ပွဲဝင်တငယ်ချင်းတွေတချင်းတီဆိုဖို့ဂီတာတီးပေးနေသူကတော့ဖန်အန်ကနေလာရောက်ရှင်မြိုင်တဲ့ကရင်မာလေးနော်ခင်ជីជីဟန်